Okay အဲ့တော့ဒီမှာဆရာတို့ဒီ point ထည့်တဲ့ပိုင်းကိုတောင်းမယ်ပေါ့နော်ဆိုတော့ point ထည့်ဆိုရင်ဆရာတို့ကအခုဒီနေရာမှာဒါဒီ shooter လေးကိုဝယ်မှာဝယ်တဲ့အခါမှာဆရာတို့ coin လေးယူမယ်ပေါ့နော်ဆိုတော့ coin 10 coin ပြည့်ရဆိုရင်စပြီးဝယ်လို့ရပြီ10 coin ပြည့်ရင်စပြီးဝယ်လို့ရပြီဆိုရင်ပုံစံတောင်းမှာဖြစ်တယ်ဒါကြောင့်ဆရာတို့ variable တစ်လုံးလုပ်မယ်အဲ့တော့ variable ကိုတောင်းမယ်ပြီးရင်ဆရာတို့ coin ဆိုတဲ့ variable လေးတစ်ခု create လုပ်လိုက်နော်ဆိုတော့ဒီ variable တွေကဆရာတို့ဒီ backdrop ထဲမှာသွားပြီးတော့ထည့်ရေးထားရဆိုလို့ရတယ်ဆရာတို့ဒီမှာ sprite တွေအများကြီးပဲထည့်ရမယ့်နေရာအများကြီးပဲဖြစ်နေရင်ဆရာတို့လက်ရှိမှာဒါ coin ကိုဒီမှာတော့ထည့်ထားမယ်အဲ့ coin ဒီမှာတော့ထည့်ထားမယ်ဆိုတော့ဆရာတို့ဒီ platform အနေနဲ့ပေါ့နော်ဒီဆက်စချင်းဆရာတို့ဒါရင်းစပြီဆိုတာ ਨੇ အရင်ဆုံးသူ့ကိုတစ်ကောင် free ပေးထားမယ်ပေါ့နော်တစ်ကောင် free ပေးထားမှာဖြစ်တဲ့အတွက်ဆရာတို့ coin ကို10လို့ထားလာမယ်10လို့ထားလာပြီးတဲ့အခါမှာဒါလက်ရှိဒီကောင်လေးရ drag လုပ်လို့ရတယ်။ကြည့်တစ်ခုဝယ်ပြီးသွားတဲ့အခါကျရင်သူ့ကို10 short လိုက်မှာဖြစ်တယ်။ short လိုက်တာဖြစ်တဲ့အတွက်ဆရာတို့ဒီနေရာမှာဒါ inactive ဖြစ်သွားပြီးတော့ draggable လုပ်လို့မရတဲ့ပုံစံမျိုးဖြစ်သွားမှာပေါ့နော်။အဲ့တော့ဟုတ်ပြီဒါဆိုရင်လက်ရှိမှာဒါ draggable လုပ်လို့ရတယ်။ draggable လုပ်လို့ရပြီဆိုဆရာတို့ရေးခဲ့တာကဒီ page shooter sprite လေးမှာရှိမယ်။ဟုတ်ပြီ။အကယ်လို့ဆရာတို့ဒီမှာလက်ရှိရှိနေတဲ့ coin ကနော်အကယ်၍ greater than 10ပေါ့နော်ဒါမှမဟုတ်လို့ရှိရင် equal 10ဖြစ်တယ်ဆိုရင်ဆရာတို့စပြီးတော့ edit ပြပေးလို့ရပြီပေါ့နော်ဒါကြောင့်ဆရာတို့ဒီမှာ condition စစ်မယ် if နဲ့စစ်မယ်ပေါ့ဒီခေါက်မှာဆရာ if s ကိုသုံးလိုက်မယ်ဟုတ်ပြီ if s ကိုသုံးပြီးတော့ဆရာတို့ဘာလုပ်မလဲဆိုရင်ကဲလို့လက်ရှိမှာဆရာတို့ဒီရှိနေတဲ့ဒါ coin ဒီ greater than 10ဒါမှမဟုတ်လို့ရှိရင်ဒါ equal 10လို့ပြောမယ်ဒါကြောင့်ဆရာတို့ဒီမှာ or operator ကိုသုံးဖို့လုပ်မယ်10နဲ့ညီတာပဲဖြစ်ဖြစ်ဒါမှမဟုတ်10နဲ့ကြီးတာပဲဖြစ်ဖြစ်ဒီ condition နှစ်ခုတွေကတစ်ခုနောက်နဲ့ညီရဆိုလို့ရှိရင်ဆရာဘာလုပ်မှာလဲဆိုတော့ပေးဝယ်မှာပေါ့နော်ဒါကြောင့် coin equal 10ဒါမှမဟုတ်လဲဆရာတို့ coin က equal greater than 10ဖြစ်တယ်ဆိုရင်ဟုတ်ပြီ greater than 10ဖြစ်တယ်ဆိုရင်ဆရာကစပြီးတော့ draggable သွားလို့ရတယ်draggable သွားတဲ့အခါမှာလည်းဆရာတို့ costume က1ဖြစ်နေဖို့လိုမယ်ဒါပါဆရာတို့ထပ်ပြီးတော့စစ်လိုက်ပေါ့နော်ဒါဆိုလို့ရှိရင်လက်ရှိမှာဒီအတိုင်းဖြစ်သွားမယ်ဒါပေမဲ့မဟုတ်ဘူး s plot တွေရောက်သွားပြီဆိုရင်တော့ဆရာတို့ draggable ကိုဒါ okay အောက်မှာ not draggable လို့ပြောလိုက်မယ်ပြီးရင်ဆရာဘာလုပ်ပေးထားလိုက်မယ်ဆိုရင်လက်ရှိရှိနေတဲ့ costume ကိုဆရာတို့ဒီမှာ inactive ဖြစ်တဲ့ costume တွေပြောင်းပေးလိုက်မယ်အဲ့တော့ costume လေးကလက်ရှိမှာဒါ page shooter 2ဆိုတဲ့ costume တွေဖြစ်နေပြီပေါ့နော်အဲ့တော့ဒီမှာဆရာတို့2ဆိုတာလေးပြောင်းပေးထားလိုက်ဟုတ်ပြီအဲ့တော့ဆရာတို့ green flag နဲ့ကြည့်မယ် play button နှိပ်မယ်ဆိုတော့လက်ရှိမှာ10ဖြစ်တဲ့အတွက်ဒါ active ဖြစ်နေမယ်ကြည့်ဒီနေရာမှာဆရာတို့သုံးလိုက်ပြီးတခုရှုလုပ်ပြီးလို့ရှိရင်သူဒီမှာဘာဖြစ်သွားမှာလဲဆိုတော့ inactive ဖြစ်သွားမယ်ဆိုတော့ inactive ဖြစ်တာစမ်းဖို့တော့ကလက်ရှိနေတဲ့ဒါ variable လေးထဲမှာ set coin 0ဆိုပြီးထည့်ကြည့်လိုက်မယ်ဒါဆိုလို့ရှိရင်သူဒီနေရာမှာ inactive ဖြစ်တာကိုပြပေးလိမ့်မယ်အဲ့တော့ဆရာတို့ဒီမှာ set coin ကိုစမ်းကြည့်လိုက် okay ဒါဆိုရင် inactive ဖြစ်သွားပြီနောက် draggable လုပ်လို့မရတော့ဘူးပေါ့နော်အဲ့တော့ဆရာတို့ဒီ full screen လုပ်ကြည့်ပြီးတော့ drag လုပ်ကြည့်ရင်ဒီနေရာမှာ active မဖြစ်တော့ဘူးတွေ့ရလိမ့်မယ် okay အဲ့ဆိုလို့ရှိရင်ဆရာတို့ဒီမှာဒါ draggable and draggable not draggable ဆိုတဲ့အပိုင်းရသွားပြီ okay အဲ့တော့ဆရာကဝယ်လိုက်ပြီဆိုရင်ဘယ်အချိန်မှာ coin ပြန်လျော့သွားမှာလဲဆိုရင်လက်ရှိနေတဲ့အချိန်မှာ coin ပြန်လျော့သွားမှာအဲ့ပြန်လျော့သွားမှာဖြစ်တဲ့အတွက် change coin by 10ပေါ့နော်10ကိုဆရာတို့ဒီနေရာမှာလာပြီးတော့ရွှေ့ပေးလိုက်မယ်ဆို coin by negative 10 okay ဟုတ်ပြီအဲ့တော့ testing နေနဲ့မလုပ်ပေးလိုက်မယ်ဆိုရင်ဆရာဒီမှာ20နဲ့အရင်စပြီးစမ်းမယ်အဲ့လို20နဲ့စမ်းပါလဲဆိုဆရာအခုလက်ရှိနေတဲ့ဒီ clone object ပေါ့နော် clone object ယူသွားတဲ့အခါကျရင်သူက10 short သွားတာဒါမှမဟုတ်လို့ရှိရင်တစ်ခါလေးပဲအများကြီး short သွားတာဆိုတော့သိချင်တယ်ဒါကြောင့်ဒီမှာဆရာတို့ negative 20နဲ့စပြီးတော့ testing လုပ်ကြည့်မယ် grand flag နေမယ် play လုပ်မယ်ဆိုလက်ရှိမှာ20ဖြစ်နေတယ်ဒါ active ဖြစ်မယ်ဒီမှာတစ်ခုယူလိုက်မယ် okay တစ်ခုယူလိုက်တဲ့အခါမှာဆရာကပြောလို့ပဲဆရာကတစ်ချိန်ပဲယူလိုက်တာဒီချိန်မေးလိုက်တာဆိုရင်သူကနှစ်ခါစာ copy ကူးပါတယ်နှစ်ခါစာ copy ကူးသွားတော့ဒီမှာ20တခါရေးရော့သွားတယ်ဆရာတို့ကတော့တစ်ကောင်ပဲရလိုက်တာလို့သိလိုက်တော့ဗောနော်ဒါပေမဲ့သူကဒီနေရာမှာ clone ကနှစ်ခါလောက်သွားတာကိုဆရာတို့တီးဖို့လိုတယ်ဗောနော်အဲ့ဒါဆိုရင်ဒီຢာကြီးကတိတ်ပြီး smooth မဖြစ်နေဘူးပုံမှန်ကတော့ဆရာတို့ဒီမှာတစ်ခေါက်ရွေးရဲခါကျရင်ဒီချိန်မှာတန်းမရော့ရမယ်ဒီချိန်မှာတန်းမရော့ရမယ်ဒါမှလည်းဆရာတို့သုံးတဲ့သူက ဆော့တဲ့သူကဒါနောက်တစ်ခေါက်ရွေးလို့ရတယ်ဆိုတာသူကသိမှာမဟုတ်ဘူးချက်ချင်း inactive ဖြစ်သွားရင်ဒါ point ရ20တာကုန်ရမယ်သူကနောက်တစ်ခေါက်ထပ်ယူလို့ရတယ်ဆိုတော့သိချင်မှသိလိမ့်မယ်ဟုတ်ပြီအဲ့တော့ဆရာဘာလုပ်မလဲဆိုရင်လက်ရှိမှာအဲ့အရာလေးကို adjust လုပ်တာပေါ့နော်အဲ့တော့ဒီမှာအဲ့ဒါ adjust မလုပ်ခင်မှာဆရာတို့ဒါ variable နော် variable coin လေးကိုဆရာတို့က carry green flag စတဲ့ချိန်မှာ hide လုပ်ထားမယ်ဘယ်ချိန်မှာခေါ်မှာလဲဆိုရင် backdrop switch ကဒါ backdrop 2ပေါ့နော် backdrop 2ကိုရောက်သွားတော့မှဒါ variable လေးကို show လုပ်လိုက်မှာဖြစ်တယ်အဲ့တော့ okay တော့ show variable coin ကြီးနဲ့ပြလိုက်ပြီပေါ့နော်ဟုတ်အဲ့တော့ဆရာတို့ပြန်ပြီးတော့ကြည့်ကြည့်အောင်ဒါခုနဖြစ်တဲ့ပြဿနာလေးတွားပြီးကြည့်ကြည့်အောင်နော်အဲ့ဒီမှာဆရာတို့က page shooter လေးက forever လေးမှာထည့်ထားတာဖြစ်တဲ့အတွက်သူဒီ clone လုပ်ပြီးသွားရင် mouse down လုပ်ပြီးသွားရင်ဆိုရင်သူကတိနေမှာနော်အဲ့ဆရာတို့ဒီနေရာမှာ code လေးကိုနည်းနည်းလေး change ကြည့်မယ်ဆိုတော့ဘယ်လို change လဲဆိုရင်လက်ရှိရှိနေတဲ့ဒီ forever လေးမှာဆရာတို့မသုံးတော့နော်မသုံးတော့ဘဲနဲ့ဘာလုပ်လိုက်မလဲဆိုရင်
ကဲလို့ဒါ greater than equal 10ဖြစ်တယ်ဆိုရင်ဆရာတို့ရဲ့ costume လေးကဘာဖြစ်မှာလဲဆိုရင် switch costume ကိုဆရာတို့ဒီမှာ active ဖြစ်တဲ့ costume လေးเนาะ1ကိုပြောင်းပေးလိုက်เนาะ page shooter လေးပြောင်းပေးလိုက်မယ်ဒါတော့ဆရာတို့ forever နဲ့စစ်ထားမယ်ဒီအချိန်မှာကျွန်တော် mouse down နဲ့မသွားတော့ဘဲနဲ့เนาะဘာလုပ်လိုက်လဲဆိုရင် one this right click ဆိုတဲ့ကောင်နဲ့သွားလိုက်ဆိုလိုချင်တာဒီ strike ကိုသွားပြီး click နှိပ်တဲ့အချိန်ပေါ့เนาะဒီ strike ကိုသွားပြီး click နှိပ်တဲ့အချိန်မှာကျွန်တော်ဘာပြန်စစ်ပေးမယ်ဆိုရင်တကယ်လို့ဒါ costume နဲ့မှာဒီဒါ1ဖြစ်လာပေါ့เนาะဖြစ်တယ်ဆိုရင်ဆရာတို့ဒါ draggable လုပ်မယ်လို့ပြောမယ်ပြီးရင်ဆရာတို့ဒီမှာ clone object လုပ်မယ်အဲ့တော့ဆိုလိုချင်တာကဆရာတို့သွား click လုပ်တဲ့အချိန်တစ်ချိန်မှာပဲသူ့ကိုသွားခေါ်မှာဖြစ်တယ်ပေါ့နော်ဆိုလိုချင်တာကဆရာတို့သူ့ကို click နှိပ်တဲ့အချိန်တစ်ချိန်မှာပဲဆရာတို့ clone object တစ်ခါသွားခေါ်မယ်သွားခေါ်ပြီးတော့ဒီကောင် run မှာဖြစ်တယ်ဒါဆိုရင်ဆရာတို့ mouse down ပုံစံနဲ့ခဏခဏကြည့်နေတဲ့ဥစ္စာမျိုးမဟုတ်တော့ဘဲနဲ့သူ့ကိုသွားပြီး click နှိပ်တဲ့အချိန်သူ့ကိုသွားပြီး click နှိပ်တဲ့အချိန်မှာလို့ပြောလို့ရတယ်ဟုတ်ပြီအဲ့အချိန်မှာရောက်တာ create clone လုပ်လိုက်မယ်ပြီး wait 5 seconds ဆောက်ပြီး 0.5 seconds ဆောက်ပြီးတော့ chain point ကို10ပြောင်းလိုက်မယ် okay ဟုတ်ပြီဒါဆိုရင်ဆရာတို့ရသွားလိမ့်မယ်ပေါ့နော်အကယ်၍ဆရာတို့ဒီမှာ draggable လောက်တာကဒါလက်ရှိမှာဒီအခြေအနေဖြစ်တဲ့ဆို draggable မဟုတ်ဘူးဆိုရင် not draggable ဆိုပြီးရေးပေးထားလို့ရတယ်ဒါဆိုရင် green flag နေမယ် play လုပ်မယ်ဆိုလက်ရှိမှာ20 coin ရစားတယ်အကယ်၍သူ့ကိုသွားနှိပ်လိုက်တဲ့အချိန် okay ဆရာတို့ click နှိပ်တဲ့အချိန်ပေါ့နော် click နှိပ်တဲ့အချိန်မှာဒါဆိုရင်ဆရာတို့ drag လုပ်လို့ရပြီပြီးရင်ဆရာတို့နောက်တစ်ခါ click နှိပ်တဲ့အချိန်မှာနောက်ထပ်တစ်ခု drag လုပ်လို့ရတယ်ဟုတ်ပြီဒီအချိန်မှာသွားပြီးတော့ click နှိပ်တဲ့ခါကျရင်ဆရာတို့ drag လုပ်လို့မရတော့ဘာလို့လဲဆိုတော့ဆရာတို့ဒီမှာစစ်ထားပြီးသားဖြစ်တယ်ပေါ့နော်စစ်ထားပြီးသားဖြစ်တယ်ဆိုတော့ဒီမှာ not draggable ဖြစ်သွားပြီโอเคဒါဆိုဆရာတို့ဒီမှာ chain coin ကတစ်ခါလျှော့ရင်10ပဲဆရာတို့လျော့သွားတဲ့ပုံစံဖြစ်သွားပြီเนาะအဲ့ play လုပ်တဲ့သူကတော့ဆရာတို့ click ချက်နှိပ်ပြီးတော့ဒီ drag လုပ်တဲ့ပုံစံမျိုးဖြစ်မှာပေါ့เนาะโอเคဒါဆိုဆရာတို့ဒီမှာ coin ရောတဲ့အပိုင်းရသွားပြီပေါ့เนาะဟုတ်ပြီပြီးသွားရင်ဆရာဗာလေးတစ်ထည့်ချင်လဲဆိုတော့ဒါ coin variable လေးရသွားပြီဆိုတော့ဆရာတို့တစ်ခါလေး sunflower လေးသွားပြီးတော့ထည့်ကြည့်เนาะအဲ့ sunflower လေးဆရာတို့ကြာလာမယ် random နေရာနေကြာလာမယ်ဒါ random ဒီ minute ပုံမှာ random second ပုံမှာမူတည်ပြီးကြာလာမယ်ကြာလာတဲ့ကောင်လေးဆရာ like click လုပ်မယ် click လုပ်တဲ့အခါကျရင်ဆရာဒီမှာ coin လေးတိုးလာတယ်ပေါ့เนาะဆိုတော့အဲ့ဒီပိုင်းလေးဆရာဆက်လုပ်မယ်အဲ့ဒါကြောင့်ဆရာဒီမှာ sunflower sprite လေးထပ်ပြီးတော့ထည့်ပါမယ်အဲ့တော့ upload sprite တွေကနေယူပါမယ် okay ဒီမှာ sunflower sprite ရပြီ click တစ်ချက်နေမယ် okay sunflower လေးကဆရာတို့ဒီကလုပ်ချင်တာကဘာလဲဆိုရင်ဒီအပေါ်ကနေပြီးတော့ကြာလာမှာကြာလာတဲ့အခါမှာ random position နေကြာလာမှာပေါ့เนาะလက်ရှိတော့ size ကို40ကအရန်တော့ကြီးတယ်25လောက်ထားပေးလိုက်မယ်25လောက်ကြီးသေးတယ်เนาะ okay 18လောက်ထားပေးလိုက်မယ်ဆိုတော့ green flag click လုပ်တဲ့အခါမှာသူဒါဆရာကြာလာမှာမဟုတ်သေးဘူးအဲ့တော့ hide လုပ်ပေးထားလိုက်မယ်သူလက်ရှိမှာမြင်ရသေးဘူးပေါ့เนาะဘယ်အချိန်မှာသူစပြီးတော့ဒီ edit ဖြစ်မှာလဲဆိုရင်ဒီ backdrop က switch backdrop 2ကိုရောက်ပြီဆိုရင်เนาะ switch backdrop 2ကိုရောက်ပြီဆိုရင်သူ edit ဖြစ်မှာဆို edit ဖြစ်မယ်လို့ပြောတဲ့အခါမှာလက်ရှိရှိနေတဲ့ဒါ sunflower လေးကအပေါ်ပေါ့เนาะဒီလိုနေရာတွေကနေပြီးကြာလာဒီဘက်ဘေးတွေကလည်းကြာရင်ကြာမယ်ပေါ့เนาะဒါကြောင့်ဆရာတို့ဘာလုပ်လိုက်မလဲဆိုရင် go to ဒါ random position လို့ပြောတဲ့အခါမှာ y tempo ဒီရောအပေါ်ကနေကြာမှာဖြစ်လို့သူ့ကိုတော့ဆရာတို့175ပဲပေးထားမယ် x tempo တော့ဆရာတို့ random ထုတ်ပေးမယ် hop back down ဒီ back down လို့ပြောတဲ့အခါမှာဒါ -221 ကနေ221အထိထုတ်ပေးလိုက်မယ်ဟုတ်ပြီလက်ရှိမှာဒီပုံစံရပြီရသွားပြီးတဲ့အခါမှာအောက်ကိုပြုတ်ကျလာမှာဖြစ်တဲ့အတွက်ဒါ show sprite လုပ်လို့ရပြီအဲ့တော့ show sprite မလုပ်ခင်မှာကျတော့ဘာလုပ်မှာလဲဆိုရင် clone လုပ်เนาะဆရာတို့တစ်ခုလေးကြာမှာမဟုတ်ဘူးအများကြီးကြာမှာဖြစ်တယ်ဒါကြောင့်ဒါ control တဲ့က forever ကိုယူပြီးသွားတဲ့အခါမှာ create clone of myself ကိုရွေးပါမယ်ဟုတ်ပြီတခါကြာပြီးဆရာတို့ wait လုပ်မယ် wait လုပ်မှာဖြစ်တဲ့အတွက် wait okay ဒီမှာလည်းတူတူပဲ random ဆိုတော့ wait ကိုဆရာတို့ဒီနည်းနည်းလေးကြာစေခြင်းနဲ့ဆိုလို့ရှိရင်ဒါ2 second ရနေပြီးတော့5 second ကြာထဲမှာထားပြီးရတယ်ပြီးတော့မှနောက်ထပ် clone လုပ်မယ်ပြီးနောက်ထပ် clone လုပ်မယ်ဟုတ်ပြီ clone object လေးရပြီဆိုတော့မှဆရာဘာလုပ်မှာလဲစပြီးတော့ဒီ sunflower လေးကို show လုပ်ပြီးမှဖြစ်တယ်ပြီးရင်အောက်ကို move ဖြစ်တယ်အောက်ကို move ဖြစ်မှဖြစ်တယ် rest ဆရာကိုရေးပေးရမှာဒီ change y ပေါ့เนาะအဲ့တော့ change y ကိုဒါအောက်ကိုတောင်းမှာဖြစ်တဲ့ဆရာကို negative 10ဖို့နဲ့ယူပေးဖို့လုပ်မယ်အဲ့တော့ change y by so negative 5ပေါ့ဟုတ်ပြီအဲ့တော့ဒီຢာကဘာလို့အချိန်ကြီးလောက်မှာလဲဆိုရင်ဒီလောက်ချင်တာကအကယ်အောက်ကိုကျလာတဲ့အချိန်မှာဆရာတို့ဒါ mouse pointer နဲ့တွားပြီးတော့ထိတာပေါ့နော် mouse pointer နဲ့တွားထိတာဆိုဆရာစမ်းကြည့်မယ်ဒါကြောင့် touching mouse pointer နဲ့ပဲဆရာဆက်လိုက်ပါမယ်ဒါထိရဆိုရင်ရပြီဖြစ်တဲ့အတွက် touching mouse pointer ထိသွားရဆိုရင်ဆရာဘာလုပ်မှာဆိုအမှတ်သွားတိုးမှာနော်အမှတ်တိုးမှာဖြစ်တဲ့အတွက်ဒီနေရာမှာ touching ဖြစ်တယ်ဆိုရင်ဆရာတို့လေးနဲ့လက်ရှိမှာအများကြီးအမှတ်မတိုးအောင် 0.3 လောက်ထားမယ်ပြီး point ကဆရာတို့ coin ကိုသွားတိုးမှာဖြစ်တယ်ဒါကြောင့် change coin by 2ဆရာတို့ကဒါ touch ဖြစ်သွားလို့ရှိရင်တ coin ဒီ sunflower တစ်ခု2 coin ပေးမယ်လို့ instruction မှာရေးထားပြီးသားဖြစ်တယ်ဒါကြောင့်ဆရာတို့2 coin ပေးမယ်ပြီး delete လုပ်လိုက်
ဟုတ်ပြီဒါကဆရာတို့ mouse pointer နဲ့ထိရဲ့အချိန် mouse pointer နဲ့ထိရဲ့အချိန်ကိုပဲသူဆရာတို့နောက်ထပ်တစ်ခုက condition ကပါရှိနေဆိုရင်အကယ်လို့ဆရာတို့ဒါ fan အနေနဲ့လွတ်သွားတာမျိုးဖြစ်နိုင်တယ်လွတ်သွားတဲ့အခါမျိုးဆိုလို့ရှိရင်အောက်ကိုကျသွားအောက်ကိုရောက်သွားတဲ့အချိန်မှာသူ့ကို delete လုပ်မှာဖြစ်တယ်ဒါကြောင့်ဘာလုပ်လိုက်မလဲဆိုရင်အကယ်လို့ဆရာတို့ရဲ့ y position ဒီ okay ဆိုတော့လက်ရှိနေတဲ့ဆရာတို့ရဲ့ y position ပေါ့နော် okay so y position လေးကဆရာတို့ negative 175 တန်ငယ်သွားပြီဆိုရင် delete လုပ်မယ်အဲ့တော့ delete clone ဆက်ပြီးတော့လုပ်မယ်ဟုတ်ဒီတိုင်းလေးရေးပေးလိုက်အဲ့တော့အခုဒီမှာ testing လုပ်ကြည့်မယ် testing လုပ်မယ်ဆိုလို့ရှိရင်ဒီနေရာမှာအောက်ကိုကျလာပြီပြီးရင်ပျောက်သွားပြီအောက်ကိုကျလာပြီပျောက်သွားပြီဆိုပြီးဖြစ်သွားတယ်เนาะအဲ့ဆရာဒီမှာ glide လေးဖြစ်နေဆရာဒါ glide မဟုတ်เนาะ go to ဖြစ်နေမယ် so go to ဟုတ်ပြီပြီးရင်ဆရာတို့က random position ကို type အမြဲတမ်းဆရာတို့ပြောင်းနေမှာဖြစ်တဲ့အတွက် forever ထဲမှာတောင်းပြီးထည့်ပေးထားလိုက်မယ် high လုပ်ပြီးတော့ဆရာတို့ဒီ block လေးနဲ့ test လုပ်ကြည့်မယ်ဟုတ်ဒါဆိုရင်ရပြီဆရာတို့ mouse နဲ့ထည့်ရင်ဒါ2 coin ရပြီ mouse နဲ့ထည့်ရင်ဆရာတို့2 coin ရပြီထည့်ရင်2 coin ရပြီเนาะအဲ့တော့ဒီမှာနည်းနည်းလေးထစ်နေသလိုဖြစ်နေเนาะအဲ့အပေါ်မှာပဲဆရာတို့ဒါထိသွားရင် change by 2 coin ဆိုပြီးတော့ပဲရေးပေးလိုက်ပါမယ်ဟုတ်ပြီ okay ဆရာဒီမှာ wait လုပ်မယ်တခုရလာပြီ wait လုပ်မယ်ခုရလာပြီဟုတ်ပြီအဲ့တော့အမြဲတမ်းဆရာမြင်မြန်ကြီးမကြချင်ဘူးဆိုရင်တော့ဒီနေရာမှာ wait ကို random ကိုသွားတိုးလို့ရတယ်3 to 6တို့ပါလုပ်လို့ရတယ်เนาะအဲ့တော့အောက်ကိုသူကြော်သွားပြီဆရာမဖမ်းနိုင်တော့ဘူးဆိုရင်လည်းအောက်ကိုရောက်သွားတဲ့အချိန်မှာသူ high ဖြစ်သွားလိမ့်မယ် okay အဲဆိုရင်ရောက်ဒီနေရာမှာ coin sprite လေးအတွက်ကဒါ sunflower sprite အတွက်ကဆရာ coin တိုးတဲ့အပိုင်းကြီးအဲ့တော့မခတ်ပါဘူးဒီမှာချက်ချင်းရေးလိုက်လို့ရပါတယ်เนาะokay အဲ့တော့နောက်ဆုံးဒီ Jariet system ထဲမှာJariet gain ထဲမှာပါမယ့် feature ကကြောင့် point เนาะ point ကကြတော့ဆရာဘာအတွက်လဲဆိုလို့ရှိရင် gain နိုင်တဲ့အတွက်ပေါ့နော် gain နိုင်တဲ့အတွက်ဆရာတော့ point ကိုလုပ်မယ်ဟုတ်ပြီ gain နိုင်တဲ့အတွက် point မလုပ်ခင်မှာအကယ်လို့ဆရာရဲ့ zombie လေးပေါ့နော်ဒီ zombie လေးကဒီလက်လျှောက်သွားရင်းနဲ့ဒီနေရာကိုရောက်သွားရင်ပေါ့နော်ဒီနေရာရောက်သွားရင်ဆိုတော့ဆရာတို့ဒီ shooter sprite ကိုထိသွားတဲ့အချိန်ပေါ့နော် shooter sprite ထိသွားရဆိုတော့လက်ရှိရှိနေ position ဒီ61ကိုရောက်သွားရင်အဲ့ဒီအချိန်ရောက်သွားရင်ဆရာတို့ gain over လုပ်ချင်နော် gain over လုပ်မယ်အဲ့ဒီဘိုင်းကိုဆရာရေးကြည့်ဟုတ်ပြီအဲ့ဒါကြောင့်ဆရာတို့ဒီမှာ zombie ဒီအခုလက်ရှိမှာတောက်လျှောက်သွားနေမယ်သွားနေတဲ့အချိန်မှာဆရာဗာလေးလုပ်လိုက်မယ်ဆိုရင် condition လေးစစ်လိုက်နော် condition ဒီလက်ရှိရှိနေတဲ့သူ့ရဲ့ x position ကနော် -61 tab ဒါငယ်သွားပြီဆိုရင်ဆိုတော့ဒီနေရာမှာ x ဒီ -61 tab ငယ်သွားရင်ပေါ့နော်ဆရာသတ်မှတ်ထားတဲ့ position နဲ့ငယ်သွားပြီဆိုရင်ဘာဖြစ်မှာလဲဆိုတော့ဆရာ gain over ဖြစ်gain over ဆိုတာကဘာလုပ်တာလဲဆိုရင်ဆရာဒီနေရာမှာ backdrop ကို switch လုပ်ကြမှာဖြစ်တယ်ပြီးရင်ကျန်တဲ့အားလုံးကို stop လုပ်လိုက်မှာဖြစ်တယ်ဟုတ်ပြီအဲ့တော့ဆိုဆရာ backdrop switch လုပ်မယ်ဆိုတော့ဆရာ gain over backdrop လို့တစ်ချက်တော့ကြည့်အောင်အဲ့တော့ဆရာဒီ gain over လေးကတော့ဒီပုံစံပဲပုံမှန်ဆရာတို့ဒီ start လုပ်တော့ကအတိုင်းပဲပေါ့နော်ဒီနေရာမှာ gain over test လေးပဲရှိမှာဆရာရဲ့ backdrop ကအတူတူပဲဖြစ်နေမယ် okay ဒါကြောင့် backdrop တွေမှာဆရာဗာလေးလုပ်လိုက်မယ်ဆိုရင်လက်ရှိရှိနေတဲ့ backdrop ဒါ1ပေါ့နော်1လေးကို duplicate လုပ်လိုက်မယ်ပြီးရင်အောက်ကိုဆွဲလိုက်ဒါဆိုရင်သူက backdrop 4အနေနဲ့ဖြစ်သွားလိမ့်မယ်ပေါ့နော်ဆိုတော့ 4အနေနဲ့မှာဗာလေးပဲပြောင်းပါလေဆိုရင်ဒီ zombie shooter နေရာမှာကျွန်တော်တို့ gain over ဆိုတာလေးပဲပြောင်းမှာဖြစ်တယ်အဲ့တော့ gain over ဟုတ်ပြီဒီမှာကျွန်တော်တို့ကဘာလုပ်လို့ရလဲဆိုရင်ဒါ triangle ဆိုတဲ့ button လေးတော့ထည့်လို့ရပါတယ်ဆရာဒီမှာတော့မထည့်ထားတော့ဘူးပေါ့နော်အဲ့တော့ triangle မထည့်တော့ဘဲနဲ့ gain over ပဲတန်းပြီးတော့ကြည့်လိုက်ပါဟုတ်ပြီဒါဆို zombie sprite လေးဒီအကယ်လို့ဒါ x position က -61 ကိုရောက်သွားပြီဆိုရင်သူ့အနေနဲ့ဘာလုပ်မှာလဲဆိုတော့ backdrop ကိုဆရာ switch လုပ်မှာဖြစ်တယ်အဲ့တော့ switch backdrop to 4ပြီးရရင်ဆရာကို gain ကချက်ချင်းရပ်သွားမှာဖြစ်တယ်ရပ်သွားမှာဖြစ်တယ်ဆရာဒီနေရာမှာ stop နော် okay ဒါဆိုရင် channel sprite တွေအကုန်လုံးပေါ့နော် zombie ပါဝင် channel sprite တွေအကုန်လုံးဒီ game over ဒီຢာလေးကိုရပြီဆိုရင်ဘာဖြစ်မှာလဲဆိုအကုန်လုံးပြောင်းရမယ့် sprite တွေကပျောက်ဖို့လိုလိမ့်မယ်ဒါကြောင့်ဆရာတို့လက်ရှိဒီထဲမှာလည်းဒါ switch backdrop ပေါ့နော် backdrop က switch အကယ်လို့ဒါ4ကိုရောက်သွားပြီဆိုရင်ဒါ zombie ကိုယ်တိုင်လေးကလည်း hide လုပ်ပါမှာဖြစ်တယ်ဒါကြောင့်ဆရာတို့ဒီမှာ hide လုပ်ပေးလာမယ်ဟုတ်ပြီဒါဆိုသူနဲ့တူဘယ်သူတွေ hide လုပ်ပေးဖို့လိုလဲဆိုရင်ဆရာတို့ဒီညမှာ b shooter တွေ b တွေနောက်ကဒီ shoot တွေ sunflower ဒီကောင်လေးအကုန်လုံးလည်းဆရာတို့ hide လုပ်ပေးရမှာဖြစ်တယ်ဒါကြောင့်ဒီ block လေးတွေကိုဆရာတို့ဒီမှာလာပြီးတော့ထည့်ပေးလိုက်မယ်ဟုတ်ပြီ b shooter ထဲမှာဒါလေးတော့ထည့်မယ်ပြီးရင် shooter 1လေးမှာလည်းအတူတူပဲဆရာတို့ဒီ block လေးတော့ထည့်မယ် okay နောက်တစ်ခုကဒီမှာ place ကတော့ပျောက်သွားပြီဆိုတော့ဆရာတို့ shoot ထဲမှာသွားထည့်မယ်ပြီးရင် sunflower လေးထဲမှာလည်းတစ်ခါရေးသွားပြီးတော့ update လုပ်လိုက်ဟုတ်ပြီဒါဆိုရင်ဆရာတို့ဒါ point ကျော်သွားပြီဒါ position ကျော်သွားပြီဆိုလို့ရှိရင်အကုန်လုံး hide လုပ်သွားမှာဖြစ်တယ်အဲ့ဒါလေးကိုဆရာတို့ test လုပ်ကြည့်ပါမယ်
ဒီခေါက်တော့ play မလုပ်တော့ဘူးလက်ရှိရှိနေတဲ့ zombie ကိုပဲရှောင်စောင့်မယ်ပေါ့နော် zombie ကိုစောင့်မယ်လို့ပြောတဲ့အခါမှာဆရာတို့နည်းနည်း test လုပ်မှာဖြစ်တဲ့အတွက်သူ့ရဲ့ဒီသွားတဲ့ movement ကိုနည်းနည်းတော့မြန်ပေးလိုက်ဟုတ်အဲ့တော့ gain 61 negative 61ရောက်သွားပြီဆိုရင် gain over ဆိုတဲ့ backdraw လေးကိုပြောင်းသွားပြီโอเคရနော်အဲ့ဒါ gain over ဖြစ်သွားပါပြီလက်ရှိက place 1လေးရမပြောင်းနေဘူးအဲ့တော့ဆရာတို့ဒါ place ထဲမှာပါတေချာအောင်သွားပြီးထည့်ပေးလိုက် place okay ရပြီပေါ့နော်ဒါဆိုရင်ဒါကျတော့ coin sprite ကိုလည်းဒီအချိန်မှာမလုပ်ပေးလို့ရလဲဆိုရင်ဒါ variable လေးကိုလည်းဖျောက်ထားပေးလို့ရတယ်အကယ်၍ဆရာတို့ variable မဖျောက်ချင်ဘူးဆိုရင်တော့ဒီတိုင်းလေးထားပေးလို့ရတယ်ဟုတ်ပြီအဲ့တော့ဒါကဆရာတို့ zombie ဒီသတ်မှတ်ထားတဲ့ point ကိုကျော်သွားပြီဆိုရင် gain over ဖြစ်တဲ့အပိုင်းနော် gain over ဖြစ်တဲ့အပိုင်းပြီးတော့ရင်ဆရာတို့နောက်တစ်ခုကမလုပ်လို့ရပြီလဲဆိုတော့ဒါ point အကယ်လို့20ကျော်သွားရင်နိုင်တယ်ဆိုတဲ့အပိုင်းကိုဆရာဆက်ထည့်ခြင်းเนาะဘယ်အချိန်မှာရောက်နိုင်သွားမှာလဲဆိုတဲ့အပိုင်းကိုလည်းဒီမှာပြချင်တာဖြစ်တဲ့အတွက်ဒီမှာတော့ဆရာတို့ point နဲ့ control လုပ်မယ်เนาะ point နဲ့ control လုပ်မယ်အဲ့တော့ဘာလုပ်မလဲဆိုရင်ဆရာတို့ variable လေးလုပ်ပါမယ်နောက် point ဆိုတဲ့ variable လေးဆရာတို့တွားယူပါမယ်ပြီးသွားရင်ဒီ point ဟုတ်ပြီအဲ့တော့ point ဒီလေဆရာတို့အကယ်၍ဒါ green flag တဲ့အချိန်မှာသူ့ကိုပြစရာမလိုသေးဘူးဘာလုပ်ထားမလဲဆိုရင်ဒီနေရာမှာဒါ point လေးဖြောက်ထားလိုက်မယ်ပြီးတော့မှဆရာတို့ဘာလုပ်မလဲဆိုတော့ backdraw 2ပေါ့နော်ဆရာတို့ gain area ရောက်တော့မှာပဲ point ကိုပြန်ပြီးပြပေးမှာဖြစ်တယ်အဲ့တော့သူဒီမှာဆရာတို့ coin လေးနဲ့တူတူပဲဖြစ်လိမ့်မယ်နော် point ဟုတ်ပြီအဲ့ default အနေနဲ့ဆရာတို့က0ကစပါပေါ့နော် point တစ်ခုမှမရဘူး0ကစဆိုတော့ဘယ်အချိန်ကျမှဆရာတို့က1 2မှာလဲဆိုရင်ဒီနေရာမှာဆရာတို့ shoot ဒီနော် shoot ဒီ zombie နဲ့သွားထိတဲ့အခါမျိုးဒီအချိန်ကျမှဆရာတို့က point 1 2မှာဖြစ်တယ်အဲ့တော့ဒါမှမဟုတ်လဲဆရာတို့ဒီမှာ broadcast ကိုရောက်သွားတဲ့အချိန်ကျမှတိုးလင်းရတယ်ပေါ့နော်အဲ့တော့ဒါဆိုရင်ဆရာတို့ဒီနေရာမှာဘာနဲ့သွားတိုးမလဲဆို shoot တင်မှာသွားတိုးမယ်နော်အဲ့ shoot တင်မှာအကယ်၍ကျွန်တော် broadcast ကိုခေါ်တယ် hide လုပ်တယ်ဟုတ်ပြီအဲ့လို hide လုပ်ပြီးတဲ့အချိန်ကျမှ change coin by 1ဆိုပြီးတော့သွားတိုး point ပေါ့နော် point by 1လို့သွားတိုးမယ်ပြီးရင်ဆရာတို့က point တိုးတာအပြင်ဒါဒီမှာ coin လေးပါဆရာတို့သွားပြီးထည့်ပေးခြင်းဖြစ်တယ်ဒါကြောင့် change coin by နဲ့1လို့သွားထည့်ပေးမယ်ဟုတ် coin နဲ့တိုးမယ် coin ရဲ့တစ် coin ရမယ်နော်မဟုတ်ရင် sunflower လေးရမယ်တစ်ခုတည်းရနေမှာဆိုတော့ဆရာဒီနေရာမှာတော့ဒီပုံစံမျိုးသွားထည့်ပေးလိုက် okay လက်ရှိ shoot လုပ်ကြည့်ပါမယ်ဆိုတော့လက်ရှိမှာတစ်ကောင်ရပြီဆိုတော့ okay sorry ဆရာဒီနေရာမှာ click လုပ်ပြီးတော့ဆွဲမယ်ဟုတ်ပြီသူကဒါ random shoot လုပ်ပါဘောနော်ဒါဆိုရင်ဆရာတို့က point ရပါပြီ shoot လုပ်ရင် point ရပြီ point ရပြီအဲ့တော့ဒီမှာ point လည်းတိုးတယ်ဆရာတို့ coin လည်းတိုးတယ်တစ်ခုချင်းစီပဲတိုးတာလည်းအလုပ်လုပ်တာနော်ဟုတ်ပြီအဲ့တော့ဆရာတို့တစ်ခါတည်းဒီတခြား sprite တွေကို copy မကူးခင်မှာဗာလေးထည့်ထည့်ခြင်းလဲဆိုရင်ဒီ shoot လုပ်တဲ့အခါမှာပါတဲ့ဒီ background sound လေးပါထည့်ထည့်လိုက်မဟုတ်ရင်ဆရာတို့ကအကုန်လုံးပြီးတော့မှထည့်မယ်ဆိုရင်ဒါကျန်တဲ့ကောင်တွေအကုန်လုံးမှာ live ပြင်နေရမှာပေါ့နော်အဲ့တော့ဆရာတို့ရှင်းမှာပြောခဲ့လို့ပဲဆရာတို့ sprite တစ်ခုရဲ့ movement ရပြီတေးကြသွားပြီဆိုရင်ဆရာတို့ဒီမှာ lane တစ်ခုရဲ့ movement ရပြီဆိုရင်ကျန်တဲ့ကောင်တွေအကုန်လုံးဆရာတို့ duplicate လုပ်ပြီးတော့သုံးလို့ရသွားပြီဟုတ်ပြီအဲ့တော့ဆရာတို့အတန်လေးထည့်မှာဖြစ်တဲ့အတွက်ဒီနေရာမှာဆရာတို့ရဲ့ shoot sprite လေးကိုနည်းနည်းလေး update လုပ်မယ်ပေါ့နော်shoot sprite ဒီအခုဆရာတို့ရေးထားတဲ့ပုံရဆိုရင်ဒါတစ်ခါ shoot လုပ်မယ်တစ်ခါ shoot လုပ်ပြီးတဲ့အခါကျရင်ဒါ weight လုပ်မယ် weight လုပ်ပြီးတော့မှသူ့ရဲ့နေရာနေပြန်လာမယ်ပေါ့ဘယ်ကဲဆရာတို့ကဒီပုံမှန်ပေါ့နော် shoot လုပ်တဲ့အခါမှာဒီ clone object ပုံစံမျိုးနဲ့သုံးကြည့်မယ်အဲ့တော့တစ်ခါ shoot လုပ်မယ် weight လုပ်မယ်ပြီးနောက်ထပ် clone object ထုတ်မယ်သူ shoot လုပ်မယ်ဒီပုံစံနဲ့ဆရာသွားကြည့်မှာဖြစ်တယ်ဒါကြောင့်ဆရာဒီနေရာမှာမလုပ်လိုက်မယ်ဆိုရင်အကယ်၍ဒါ forever ဝင်လာပြီပေါ့နော် forever ဝင်လာပြီဆိုရင်ဆရာလက်ရှိမှာဒါ create clone of myself ပေါ့နော်သူ့ကိုဆရာက create လုပ်လိုက်မှာဖြစ်တယ် clone object နဲ့ဟုတ်ပြီ clone object ရပြီးတဲ့အချိန်မှာမလုပ်မယ်ဆိုရင်ဆရာ shoot ဒီ sound အတန်လေးထည့်မယ်ပေါ့ okay အဲ့တော့ဒီမှာမလုပ်လိုက်မယ်ဆိုရင်လက်ရှိမှာဆရာ create clone object ရပြီဆိုတော့ weight လုပ်လိုက်မယ် weight လုပ်ပြီးရင်ဆရာရဲ့ဒီမှာ sound sprite လေးပေါ့နော်ဒီ pop ဆိုတဲ့အတန်လေးထောက်မယ်ဟုတ်ပြီပြီးသွားရင်ဆရာတို့ကဒီမှာသူ့ရဲ့ clone object ကိုလှမ်းခေါ်မယ်ပေါ့နော်အဲ့ဒါလှမ်းခေါ်မှာဖြစ်တဲ့အတွက်ဗာလေးလုပ်လိုက်မယ်ဆိုရင် 1c clone okay ဟုတ်ပြီဒီမှာဆရာတို့ကဒီ go to ပေါ့နော် go to ဆရာသုံးတာရှိတယ်ဆို go to မသုံးဘဲနဲ့ဆရာနောက်ထပ်တစ်နည်းသုံးလို့ရရှိတယ်အဲ့ဒါကဘာလဲဆိုရင်လက်ရှိရှိနေတဲ့ဒီ start point ပေါ့နော် start point ကိုသွားပါ place 1ကိုသွားပါဆိုပြီးတော့လည်းပြန်ရေးလို့ရတယ်နော်မဟုတ်လဲဆရာတို့ဒီမှာ go to ကိုပြန်သွားလို့ရပါတယ်အဲ့တော့ဆရာတို့အခုဒီညမှာ clone လုပ်မယ် weight လုပ်မယ်ပြီးရင်သူ shoot လုပ်မယ်ပြီးသွားရင်ဆရာခဏစောင့်ပြီးတော့ဘယ်ပြန်သွားမှလဲဆိုရင်ဒါ go to လက်ရှိရှိနေတဲ့နေရာကိုပြန်သွားနောက်တစ်ခါ clone လုပ်နောက်တစ်ခါ clone လုပ်ဆိုတဲ့ပုံစံမျိုးနဲ့ဆရာပြမှာဖြစ်တယ်ဟုတ်ပြီအဲ့တော့ original sprite က hide ထားပြီးသားဖြစ်တယ်ဆရာတို့က clone ရတော့မှပဲ show လုပ်မယ်ပြီးရင်ဆရာတို့ဒီသွားခြင်းတဲ့အပိုင်းပေါ့နော်သွားတာကကြတော့ movement ကဆရာတို့ဒီမှာ5ပေါ့ okay ကိုမြင်မြင်လေးသွားခြင်းနေဆိုရင်တော့နည်းနည်းများများထည့်ပြရအောင်ပေါ့နော်အဲ့တော့ဆရာတို့ဒီမှာ show ကဲလို့ change age by ဒါ10ပဲဆိုကြမှာဆိုဟုတ်ပြီဒီချိန်မှာဆရာတို့ channel code တွေကတော့ပြောင်းစရာမလိုဘူး
ဘာလေးတော့ပြောင်းဖို့လိုမလဲဆိုရင် zombie shoot လုပ်တဲ့ခါကျရင်ဆရာ hide တော့မဟုတ်တော့ဘဲနဲ့ဘာဖြစ်သွားမလဲဆိုရင်ဆရာ delete ပုံစံဖြစ်သွားလိမ့်မယ်နော်အဲ့ hide လေးကိုဆရာဖြတ်လိုက်ပါမယ် okay အဲ့တော့ shoot လုပ်မယ်ဒါ delete လုပ်မယ်ပေါ့နော်အဲ့ဒါလေးဆရာ test လုပ်ကြည့်မယ်ဒီအခါမှာဆရာကုတ်ကလည်းနဲ့ပြောင်းသွားပြီနော်ပြောင်းသွားပြီဆိုတော့လက်ရှိဒီ shoot ဆိုတာလေးကိုနှိပ်ကြည့်လိုက်ပါမယ် testing လုပ်တဲ့အနေနဲ့ဟုတ်ပြီ shoot ကိုနေတဲ့အခါမှာဆရာဒါ wait start sound ကြီးထွက်လာပြီဟုတ်ပြီ point ရလည်းတစ်ခါပဲသူကမှန်တယ်ဟုတ်ပြီသူဒီမှာwait block နဲ့သူကစောင့်နေ generate လုပ်တယ် okay ဒါဆိုရင်အလုပ်ဖြစ်သွားပြီเนาะအဲ့တော့ကုတ်ကိုနည်းနည်းလေးformat ပြောင်းလိုက်တာလွဲပြီးတော့ကျန်တာဘာမှမရှိဘူးပေါ့နော် okay ဒါဆိုလို့ရှိရင်เนาะလက်ရှိမှာpoint 2ရာလေးလည်းရပြီနောက်က sound ထည့်ရတယ်ရပြီဟုတ်ပြီအဲ့လိုပဲဒီ coin ပေါ့နော်ဒီ coin လေးကဒီနေရာမှာ sunflower လေးကိုmouse နဲ့ touching ဖြစ်တာပေါ့နော်ဖြစ်တယ်ဆိုရင်ဘာလုပ်လိုက်မလဲဆိုတော့ဒီ sound လေးထည့်ကြည့်မယ်เนาะဒီနေရာမှာsound ကဘာလေးတွားယူလိုက်မယ်ဆိုရင် sound tab ထဲကဒီ coin receive ရတဲ့အတန်လေးရှိအဲ့ဒါလေးကိုတွားပြီးရွှေ့မှဖြစ်တယ်ဒါကြောင့် choose a sound ထဲမှာဘာလေးရှိမယ်ဆို effect ထဲမှာရှိမယ်ဆို effect ထဲမှာcollect နော်ဒါမှမဟုတ်ဒီမှာ coin ပေါ့ဒီကောင်လေးရှိအဲ့ဒီမှာ collect လေးသုံးလိုက်နော်collect လေးကိုသုံးပြီးတော့အကယ်လို့လက်ရှိမှာဒါ attach ဖြစ်သွားပြီဆိုရင်ဒီကောင်လေးချက်အတန်စလိုက်ဟုတ်ပြီအဲ့တော့လက်ရှိသူ့ရဲ့ active ဖြစ်မဲ့ကောင်လေးကိုဒီနှိပ်လိုက်မယ် okay ဒါဆိုရပြီ attach ဒီနောက်တစ်ခုလာမယ်ဟုတ်ပြီ30ဖြစ်သွားပြီဒါ 2.2 ကလည်းမှန်တယ်အတန်လေးထွက်ပြီပေါ့နော် okay ဒါဆိုသူ့ရဲ့ background လေးရဟုတ်ပြီအကျန်တာတွေဘယ်ထဲမှာ background သွားထည့်ခြင်းတွေလဲအဲ့ဒါအရင်ထည့်လို့ရပါတယ်ပြီးတော့မှchannel sprite ကို copy ကူးမယ်ပေါ့နော်ဘယ်နားလေးမှာထည့်ခြင်းတွေလဲဆိုရင် pre shooter လေးကအကယ်လို့ဒါ shooter position ပေါ့နော် position ထားလိုက်ပြီးဘယ်ကိုရောက်သွားမလဲဆိုရင် place ကိုရောက်သွားတဲ့အချိန်ပေါ့နော် place ကိုရောက်သွားတဲ့အခါမှာကျွန်တော်က hide လုပ်မှာဖြစ်တယ်ဒါဆိုရင်အဲ့ဒီအပိုင်းလေးပေါ့နော် bunch of sorry ဒီ shoot 1ပေါ့နော် shoot 1ရောက်တဲ့အခါမှာသူရဲ့ position ကဘယ်ကိုသွားမှာလို့ပြောတယ်အဲ့ဒီအချိန်မှာလည်းဆရာက start sound လေးလုပ်ချင်တယ်နော်ခုနကကျွန်တော်ဒီ pop ဆိုတဲ့အတန်လေးကိုသူတို့နှစ်ယောက်ထိသွားတဲ့အချိန်မှာလည်း pop ဆိုတဲ့အတန်လေးဆရာထပ်ပြီးတော့သုံးချင်တယ်ဒါကြောင့်ဒီနေရာမှာ pop လို့ရှာလိုက်မယ်ဟုတ်ပြီဒီကောင်လေးယူလိုက်မယ်အဲ့တော့လက်ရှိရှိနေတဲ့ကောင်လေးဒီ shoot 1ကိုရောက်သွားပြီဆိုရင်ဒါ pop လေးကျွန်တော်အတန်လေးစပေးလိုက်မယ်ဟုတ်ပြီဒီ photo graph နှိပ်ပါမယ် play လုပ်ကြည့်မယ်ဆို full screen ပြောင်းမယ် play တစ်ချက်နှိပ်မယ်ဟုတ်ဒါသူ set တဲ့ချတဲ့နေရာပေါ့နေရာချတဲ့နေရာမှာ pop ဖြစ်မယ် channel shoot လုပ်တဲ့နေရာမှာလည်းဆရာတို့ဒါ pop လေးဖြစ်လိုက်ဟုတ်ပြီအဆင်ပြေသွားပြီပေါ့နော် okay ဒီတိရပါပြီနောက်တစ်ခုကဟုတ်ပြီဒါဆိုနောက်တစ်ခုအနေနဲ့ဒါ you win the game ဆိုတဲ့ message လေးထည့်ကြည့်နော်ဆိုတော့ you win the game မှာဒါဘာဖြစ်မလဲဆိုရင်ဘယ်ချိန်မှာ win ဖြစ်မှာလဲဆိုတော့ဆရာတို့ okay point လေးကဒါ20နော် point လေးကကဲလို့ဆရာ20ရသွားပြီပေါ့နော်20တက်ကျော်သွားရင်အဲ့တော့ကျော်သွားရင်ဖြစ်တဲ့အတွက်လက်ရှိတော့အဲ့ဒါကိုဘယ်ထဲမှာဆရာထည့်မယ်ဆိုရင် p shooter လေးထဲမှာသွားထည့်ထားလိုက်နော်သူကဒါ main အနေနဲ့ generate လုပ်ပြီးတဲ့ကောင်ဖြစ်တဲ့အတွက်သူ့ထဲမှာသွားထည့်ပြီးမယ်ဘယ်လိုရေးမလဲဆိုရင်ကဲလို့ဆရာဒီ game စနေပြီလက်ရှိရှိနေတဲ့အချိန်မှာ if okay ဒီမှာဆရာဆက်လိုက်ပါမယ် condition ရအကယ်လို့ဆရာက20ပေါ့နော်ဒါမှမဟုတ်20ကျော်သွားရင်အဲ့တော့အမှန်တကယ်တော့20လို့စစ်နေတော့ရပါပြီเนาะအဲ့ဒါတော့ကြောင်းဆရာက20ကျော်လို့ပဲပြောလိုက်မယ်အကယ်၍ဆရာဒီ point နေပြီ greater than 20ပေါ့နော် greater than 20ဖြစ်သွားရင်ဆို21စာတူနိုင်လို့เนาะနိုင်သွားပြီဆိုရင်ဆရာတို့ဒါ you win the game ဆိုတဲ့ message လေးပြမယ်အဲ့တော့ you win the game ဆိုတဲ့ message ပြမှာဖြစ်တယ်ဒီတစ်ခေါက်တော့ဆရာ test message လေးပြချင်တာဒါကြောင့်ဒါ sprite တစ်ခုမှာဘာလေးလုပ်လိုက်မယ်ဆိုရင်ဒီ test လေးတစ်ခုတွားပြီးထည့်လိုက်နော် background ဆရာဒီ background mode ဒီအဖြူရောင်လေးနဲ့ပေါ့နော်စာသားဆရာအဖြူရောင်လေးနဲ့ဒီနေရာမှာ test ကိုလာပြောင်းလိုက်မယ် you win the game ပေါ့နော်အဲ့တော့ you win the game ဟုတ်ပြီဆိုဒီ test လေးဆရာအလဲကိုပို့လိုက်မယ်အဲဆိုဆရာကောင်းကောင်းလေးမြင်ရမှာတင်တယ်လက်ရှိရတော့ဆရာ size ကိုနည်းနည်းလေးကြီးလိုက်လို့ရပါတယ်ဟုတ်ပြီokay ဒါဆိုရင် you win the game ဆိုတာကပေါ်လာပါပြီ okay အဲ့တော့သူ့အလဲမှာထားချင်တာဖြစ်တဲ့အတွက်ဒါ x0 y0 မှာထားပြီးတော့ထားပြီးလို့ရတယ်ဒါဆိုသူအလဲကိုရောက်သွားပြီเนาะ x က0ရလဲ0ပေါ့เนาะ okay သူဒီလက်ရှိမှာ green flag နှိပ်တဲ့အချိန်သူပျောက်နေဖို့လိုမယ် position ကတော့ဆရာအလဲမှာထားချင်တာပေါ့နော်အလဲမှာထားချင်တာပြီးတော့ဆရာကုတ်ကနေမယ်ဒါ0 0တော့ပြောင်းလိုက်မယ်ပြီးရင် height
okay တို့ကိုဆရာတို့ဘယ်အချိန်မှာခေါ်မှာလဲဆိုရင်ဒါဒီနေရာမှာပေါ့နော် greater than 20ဖြစ်သွားတဲ့အခါကျရင်ဆရာတို့ကလက်ရှိမှာ program က stop လုပ်လိုက်နော် program stop လုပ်လိုက်မှာပြီးရင် win ဆိုရဲဆရာတို့ broadcast တွေလမ်းပြီးခေါ်ဒါကြောင့်လက်ရှိဒီ broadcast တစ်ခုဆရာတို့ message တစ်ခုထားပြီးခေါ်ပါမယ်ဆိုတော့ win လို့ပဲဆရာပေးလိုက်အဲ့တော့ဒီ broadcast တွေရတဲ့အခါမှာဘာလုပ်မလဲဆိုရင်ဆရာလက်ရှိ sprite တွေကို show လုပ်ပေးဖို့လုပ်မယ်အဲ့တော့ win ရတဲ့အချိန်မှာ show လုပ်ပေးပါမယ်เนาะအဲ့တော့ဒီညမှာဆရာတို့ cheer sound လေးပါလေးထည့်ခြင်းနေဆိုလို့ရှိရင်ဒါရတယ်ပေါ့နော် cheer sound လေးဆရာတို့တော့ထည့်ကြည့်လို့ရတယ်ဟုတ်ပြီ okay အဲ့တော့လက်ရှိရတော့ဆရာတို့ play လုပ်ကြည့်မယ် file လေး color လုပ်မယ် point ရတော့ဆရာတို့ဒီမှာ20ပေါ့နော်20ဆိုတော့ဆရာတို့ဒီညမှာဒီ play လုပ်ရင်နေမယ် point ကိုဆရာတို့25လောက်ထားကြည့်လိုက် point 25 okay စောင့်နေနေဆရာတို့ show မှာပေါ့နော်အဲ့ point 25ဆရာတို့ select လုပ်လိုက်မယ်ဒါဆိုရင် you win the game ဆိုတော့ဒီချိန်မှာဆရာ backdrop တွေလည်းမဖြောက်ချင်ဘူး generic character လည်းမဖြောက်ချင်ဘူးဘာလို့လဲဆိုတော့ game start လုပ်တဲ့အချိန်မှာလက်ရှိရှိနေတဲ့အနေထားနေပဲဒါ win ဖြစ်သွားတဲ့ပုံစံမျိုးပြချင်တာပြီးတဲ့အတွက် generic အကုန်လုံးမဖြောက်တော့เนาะဟုတ်အဲ့ဆိုဆရာတို့ complete ဖြစ်ပြီလို့ပြောလို့ရပါတယ် okay ဆိုတော့ဘာကြောင့်လဲဆိုတော့ဘာမှမကြံဘူးဒါဆိုရင်ဆရာတို့ဒါ final အနေနဲ့မလုပ်လို့ရပြီလေဆိုရင်ဆရာတို့ channel 4နေမှာ channel ဆရာတို့ sprite တွေကိုသွားပြီးတော့ copy paste လုပ်လိုက်လို့ရတယ် okay အဲ့ဒါလေးကိုဆရာတို့တစ်ချက်ချင်းပြပါမယ်အဲ့ copy paste လုပ်တဲ့ဒီ break မှာဆရာတို့ zombie ပေါ့နော်အဓိကတော့ဆရာဒီမှာ zombie က3កောင်3ချင်နော်အဲ့ zombie 3កောင်3ချင်တယ်ဒါပေမဲ့ဆရာတို့ lane တစ် lane မှာလည်း zombie ကတစ်កောင်လေးလာမှာမဟုတ် zombie က2កောင်လောက်ပြိုင်တူလာချင်တာဖြစ်တယ်ဒါကြောင့်အရင်ဆုံးလက်ရှိရှိနေတဲ့ zombie 1လေးကိုဆရာတို့ဘာလုပ်လိုက်မလဲဆိုရင် duplicate လုပ်လိုက်မယ်ဟုတ်ပြီသူ့ရဲ့ဘေးမှာပဲဆရာတို့ထားပြပါမယ် zombie နောက်ထပ် character 1နဲ့မှာဆရာ 1.1 လို့ထားလိုက်နော် 1.1 okay ပထမ zombie လေးကဘယ်ကစမှာလဲဆိုရင်သူ့ရဲ့ position ဒီဆရာတို့သတ်မှတ်ထားတာက183 114 size ဆိုတော့183ဆိုဆရာတို့ဒီ183လို့နေကြည့်လိုက်ရင်လက်ရှိရှိနေတာ zombie ကဒီနေရာမှာပေါ့ဒီနားလေးကဆရာကစပေါ်ချင်တာเนาะအဲ့တော့ zombie 2လေး zombie 2လေးကလည်းအကယ်၍ zombie 2လေးကိုဆရာနောက်ကျမှဒါထွက်လာစီခြင်းတယ်သူကတလဲစီထွက်လာမှာเนาะတလဲစီထွက်လာမှာဖြစ်တယ်ဆရာဒီနားလေးမှာထားလိုက်မယ်ဒါဆိုရင်သူ့ရဲ့ position က2 1 4ဖြစ်မယ်ဟုတ်ပြီအဲ့တော့ zombie 1နဲ့အပြိုင်မထွက်ချင်ဘူးဆရာတို့က wait ပေါ့နော်10 second လောက်နေပြီးမှထွက်စီခြင်းနဲ့ဒါကြောင့်ဒီနေရာမှာ wait 10 second ဒီမှာကြိုပြီးတော့ထည့်ပေးရနိုင်မယ် okay wait 10 second ဟုတ်ပြီဆိုလိုချင်တာဆရာတို့ဒီမှာ work again ကိုခေါ်ရဲဆိုရင် wait 10 second စောင့်မယ်ပြီးရင်ဆရာတို့ဒီနေရာမှာဒါနောက်တစ်ခေါက်ပြန်ခေါ်ရင် wait 10 second စောင့်မယ်ဆို zombie 1လေးကကြောက်ဆရာတို့10 second စောင့်စရာမလိုဘူးဒီမှာ1 second ပဲစောင့်လို့မယ်เนาะအဲ့လိုပုံစံမျိုးနဲ့ဆရာတို့ zombie နှစ်ကောင်ကိုတစ်ချက်တကောင်ချင်းစီပေါ်လာအောင်ဆရာတို့လုပ်ကြည့်မှာဖြစ်တယ်ဒါလေးပဲဆရာတို့ပြောင်းအောင်ပါเนาะကျန်တာဆရာတို့ပြောင်းကြမလို့ဒီနေရာမှာဆရာတို့ zombie လေးသွားပြီးသူရွေ့နေရနောက် zombie လေးကဆရာတို့10 second နေမှာသူပေါ်လာလိမ့်မယ်နောက် zombie လေးက10 second နေမှာပေါ်လာလိမ့်မယ်ဟုတ်ပြီအဲ့တော့ဆရာတို့ဒီ movement ကတော့ပုံမှန်ထားခဲ့တဲ့အတိုင်းဆရာတို့ဒီမှာ5 လောက်နဲ့เนาะဆရာတို့ရွေ့ပြီးလို့ရပါတယ်ဒီမှာလည်းဆရာတို့ negative 5 လောက်နဲ့ရွေ့ပြီးလို့ရတယ်အဲ့တော့ test လုပ်ကြည့်ပါဒါလေးသိကြပါဆိုရင်ဆရာတို့ဂျန်နာရီကိုကူးလို့ရတယ်ပေါ့နော်အဲ့တော့ဒီမှာဆရာက wait 10 second ပြောလာတယ်လက်ရှိနေဆိုပြီးဒီသွားနေမယ်ဟုတ်ပြီဒါဆိုနောက်ထပ်တစ်ကောင်ပေါ်လာဟုတ်ပြီဒါဆိုဆရာတို့ shoot လုပ်တာဒီဒီမှာဆရာတို့ shoot 1ဒီတော့ဘယ်သူ့ကိုပြစ်ကမှာလဲဆို zombie 1ကိုလည်းပြစ်ကမယ် 1.1 ကိုပြစ်ကမယ်ဒါကြောင့်ဆရာတို့ဒီနေရာမှာရှိရမှာဒီ1ကိုလည်းထိရင်ဒါမှမဟုတ် 1.1 ကိုလည်းထိရင်နှစ်ခုဖြစ်ရမှာပေါ့နော်နှစ်ခုဖြစ်ရမှာလို့ပြောရပြတယ်ဆရာဘာလုပ်လိုက်မလဲဆိုတော့ or operator လေးနဲ့ဆက်လိုက်နော်ကဲလို့ဆရာတို့ zombie 1ကိုsorry ဟုတ်ပြီ or နဲ့ဆရာတို့ဆက်လို့မရဘူးဒီမှာဘာလို့လဲဆိုတော့ तू ကဆရာတို့ထိလိုက်တဲ့ခါကျရင်ပျောက်သွားမယ် zombie က1ကတကောင် 1.1 တကောင်ဖြစ်ဒါကြောင့်ဒီနေရာမှာဆရာတို့ or နဲ့ဆက်လို့မရဘူးဒါ zombie 1.1 ထိရင်ဆရာတို့ရဲ့ shoot zombie ကဒါ progress တွေကဘာဖြစ်သွားမှာလဲဆိုရင် 1.1 လို့ခေါ်ပြရမှာပြောင်းပြီးနော်ဆရာတို့ဒီလိုလေးပြောင်းပြီးပို့လို့မယ်အဲကြတော့မှဆရာတို့ရဲ့ zombie ကလည်းသူ့ရဲ့သက်ဆိုင်ရာ shoot zombie 1.1 ကိုရတော့မှ channel ဆက်ပြီးလုံးမှာဖြစ်တယ်ဟုတ်ပြီဒီပုံစံဆရာတို့ခွဲပြီးရေးဖို့လုပ်လိမ့်မယ်အဲတော့ test ပြန်လုပ်ကြည့်ပါမယ် okay အဲ့လက်ရှိဆရာတို့ဒီ sunflower လေးအရင်ကြာမြင်နော်ဆရာတို့ဒါ3 to 6တော့ထားလိုက်သူနည်းနည်းလေးကြာမမြင်စီချင်နော်နည်းနည်းအချိန်ကိုတိုးလိုက်ပဲပေါ့နော် okay play လုပ်မယ်လက်ရှိမှာဆရာကဒါ20နဲ့ဆန်းတာပြီးတော့20နဲ့ဆန်းနေပြီဟုတ်ပြီဒါဆိုရင် shoot ဟုတ်ပြီနောက်တစ်ကောင်ပေါ်လာပြီနောက်ကောင်တစ်ခါလေးမှာထပ်နေရလဲရှိနေတယ်
ဆိုရပြီเนาะကဲကျွန်တော်ဒီမှာဒီ zombie 1လေးကခဏခဏအဲ့လိုအများကြီးမပေါ်စေချင်ဘူးဆိုရင်เนาะ zombie 1ကိုဒီလက်ရှိနောက်တစ်ခေါက်သူဒါထိသွားတဲ့အချိန်ကြာလို့ရှိရင်เนาะကျွန်တော်ဘာလုပ်လိုက်မလဲဆို wait ကို10 second စောင့်ပြီးလို့ရတယ်ဆိုတော့ဒီ original မှာတော့10 second မပါဘူးပေါ့เนาะဒါပေမဲ့နောက်တစ်ခေါက်သူသွားထိတဲ့အခါကျရင်သူ10 second လုပ်ပြီးလို့ရတယ် zombie 1လေးရတယ်နောက်တစ်ခေါက်ထိတဲ့အခါကျရင်10 second zombie 1.1ကျတော့နှစ်ခေါက်ဖြစ်မှာဆိုတော့20 second ဖြစ်မှာပေါ့เนาะအကယ်၍ဒါ5လို့ထားရဆိုရင်50 second ပြန်စောင့်နောက်တစ်ခေါက်ပြန်လာရဆိုเนาะဟုတ်ပြီ okay အဲ့ဒါလေးရပြီဆိုဆရာကိုကျန်တာရင် copy ကူးလို့ရတယ်เนาะအဲ့တော့ဆရာဘာလေးရင် copy ကူးမလဲဆိုရင် place လေးကိုရင် copy ကူးမယ်เนาะplace ကိုဆရာဒီမှာ place 1ဟုတ်ပြီ place 2 place 3ဆရာတို့ lane က5 lane ရှိတာဖြစ်တဲ့အတွက် place ဒီ4နောက်တစ်ခုကဆရာ place ဒီ5ဖြစ်လိမ့်မယ် okay ဆိုတော့သူတို့ရဲ့ position လေးရာကိုတူမှာမဟုတ်ဘူးအဲ့တော့ place 1လေးကလက်ရှိဒီနေရာမှာဆရာတို့ထားရတယ်ဆိုကြပါစို့เนาะဆရာတရားလေးခဏ move လုပ်လိုက်မယ် place 1လေးကဒီမှာရှိမယ်ဆိုတော့ဒါဆိုဆရာ place 2 place 2ကဘာမှရှိနေဖို့လို့မလဲဆိုရင်လက်ရှိရှိနေတာဒီနားမှာဖြစ်ဖို့လုပ်မယ်เนาะသူရဲ့ x position တွေကတော့တူမယ်ဒါပေမဲ့ y position ကကွဲလိမ့်မယ်y position ဒီဘယ်လောက်ဖြစ်သွားလဲဆိုတော့ -68 ဖြစ်သွားပြီဒါကြောင့်ဆရာဒီမှာ -68 ပြောင်းလိုက်မယ် okay ဒါတခုပြီးရင်ဆရာ place 2လေးကဘယ်ချိန်မှာဆရာတို့ခေါ်ရမှာလဲဆိုရင် shoot 2ချိန်မှာခေါ်ရမှာနော်အဲ့တော့လောဆရာ place 2ကိုဒါ shoot 2နဲ့မပြောင်းသေးဘူးသူရဲ့ position လေးပဲအရင်တော့ပြောင်းမယ် place 3.3 place 3ဖြစ်တဲ့အတွက်သူဒီလည်းဆရာတို့ဒီနားလေးမှာရှိဖို့လိုမယ်ဒါဆိုရင် -21 ဟုတ်သူရဲ့ position ပြောင်းပါမယ်နောက်က place 4 place 4လေးကိုဆရာဒီနားမှာသွားထားမှာy position ပဲအဓိကဆရာတို့သွားထားမယ်เนาะကျန်တာကြီးကဆရာတို့ x ကဆရာတို့တန်းနဲ့ဖြစ်နေမှာဆိုတော့အတူတူပဲဆိုတော့ place 5 place 5ကလက်ရှိမှာဒီနေရာမှာရှိမယ်ဒါကြောင့်ဆရာတို့ place 5ဒီ77မှာရှိတယ်ဟုတ်ဒါဆရာတို့ place position position နေဒီဒါ shoot နဲ့သွားပြီးတော့ဆရာတို့ချိန်နေမယ်နောက်ခါဆရာတို့ဒီဘက်ကဒီ b shooter လေးပေါ့နော်ဒါလေးနဲ့ဆရာတို့ချိန်နေမှာဖြစ်တယ်ဒါကြောင့်ဆရာအရင်ဆုံး b shooter ကို duplicate ထပ်လုပ်မယ်เนาะအဲ့တော့ duplicate ဟုတ်ပြီ b shooter ဆရာတို့ဒါအပေါ်လေးကိုနည်းနည်းလေးဆွဲလိုက်ပါမယ်သူတို့ sprite တွေအကုန်ကပ်ရက်လေးထားခြင်းလို့เนาะ b shooter 2 now b shooter 3 4 ဟုတ်ပြီဆိုရင်ဆရာတို့ဒီကောင်လေးတွေလိုက်ပြီးရွှေ့မယ်ပေါ်နည်းနည်းတင်ပေါ်နည်းနည်းတင်မယ်ဟုတ်ပြီဒီကောင်လေးလည်းတူတူပဲဒီနားမှာတက်ထားမယ်လက်ရှိကောင်လေးလည်းဒီမှာတက်ထားဟုတ်ပြီအဲ့တော့ b shooter 2 b shooter 2လေးကကြတော့ဘယ်အချိန်မှာသူ receive ပြမှာလဲဆိုရင် shoot 2ဖြစ်တဲ့အချိန်မှာ receive ရပါเนาะအဲ့တော့ဆရာတို့ dragable လောက်သွားတဲ့အချိန်မှာ shoot 2ဖြစ်တယ်ဆိုရင်သူ receive ရမယ်အဲ့တော့အဲ့ကောင်လေးတွေကshoot 1တွေ shoot 2တွေ shoot 3တွေဘယ်ပုံမှာမူတည်လဲဆိုရင်ဆရာတို့ dragable လောက်ပြီးတော့နေရာသွားချတဲ့ပုံမှာမူတည်เนาะ place တွေပုံမှာမူတည်ဒါကြောင့်ဆရာတို့နောက်ထပ်တစ်ခုအနေနဲ့ဒါ place ကလောက်ထားပြီးသားဖြစ်တဲ့အတွက်ဒီနေရာမှာဆရာတို့ update တွားလုပ်လို့ရတယ်เนาะအဲဆရာတို့ရဲ့ဒါ main shooter ထဲမှာမလုပ်နေဆိုရင်ဒီမှာ right click ထောက်ပြီး duplicate လုပ်မယ်ဟုတ်ပြီကဲလို့သူထိတာဒီ place 2ဖြစ်လာဟုတ်เนาะဆရာတို့ဒါ place 2ဖြစ်လာ2ဖြစ်တယ်ဆိုလို့ရှိရင် broadcast က shoot 2ကိုလမ်းခေါ်မှာဖြစ်တယ်ဒါကြောင့်ဒီနေရာမှာဆရာတို့ shoot 1မဟုတ်တော့ဘူး shoot 2ဟုတ်ပြီ shoot 2ကိုလမ်းခေါ်တဲ့အခါမှာဘယ်သူတွေ impact ဖြစ်မှာလဲဆိုရင် shoot 2ရတဲ့အခါမှာဆရာတို့ p shooter 2လေးဆရာတို့ဒီမှာ sprite တွေမမာစေနေပေါ့နော် p shooter 2လေးကိုသွားပြီးတော့ခေါ်မယ်ဟုတ်ပြီ p shooter 2ဒီသူ့ရဲ့ original နေရာကိုသွားမယ် original နေရာလို့ပြောတဲ့အခါမှာဆရာတို့ရဲ့ place 1နေရာနော် place 1နေရာကိုဆရာကခေါ်ရမှာဖြစ်တယ်အဲ့တော့ဒါကြောင့်ဒီနေရာမှာ place 1ဒီ118ဒါကြောင့်ဆရာကခုနကပြောလို့ပေါ့နော်သူ့ကို go to နဲ့သုံးနိုင်လို့ရတယ်နော် go to ဆရာတို့ဒါ place 2လို့ပြောလိုက်ဒါဆိုရင်ကျွန်တော်ပို့ပြီးတော့မြင်ရတယ်ပေါ့နော်နေရာတွေလိုက်ကြည့်ကြမလို့အဲ့တော့ go to place 2ဟို place 2ရှိတဲ့နေရာလေးကိုသွားပါလို့ကျွန်တော်ပြောပြလိုက်မယ်ဒါဆိုရင်ကျွန်တော်ဒါကြီးမလိုတော့ပါဘူး okay ပေါ့ဟုတ်ပြီအဲဆိုရင် place 2လေးရလေအကယ်၍ဒါ shoot 2ကိုရပြီဆိုရင် သူ hide လုပ်သွားမှာဖြစ်တယ်ဒါကြောင့်ဒီမှာ hide လုပ် okay ဒါဆိုကျွန်တော်ဒီ place နဲ့ဒါ shooter လေးရဲ့ဒီအပိုင်းကိုအရင်စမ်းကြည့်เนาะ shoot 2လေးအလုပ်လုပ်လာမလို့လားစမ်းကြည့်မယ်ဟုတ်ပြီဒီခါမှာကျွန်တော် click ချက်နှိပ်ပါမယ်နှိပ်ပြီးတော့ဘာမှသွားထားမယ်ဆိုရင် place 2မှာသွားထားမယ်ဒါဆိုလုပ်လုပ်တယ်ဆိုတော့နောက်တစ်ခုကကျွန်တော် place 1မှာသွားထားမယ်ဒါလေးလုပ်လုပ်တာပဲเนาะဟုတ်ပြီဒါဆိုရင်ကျွန်တော်ဒီမှာ channel account တွေကိုလိုက်ပြီးတော့ broker message တွေလမ်းခေါ်လိုက်တယ်ဆိုရင်အဆင်ပြေပါတယ်เนาะ okay အဲ့တော့လက်ရှိမှာကျွန်တော်နောက်ထပ် p shooter လေးကဒီနေရာမှာဒါ place 2မဟုတ်တော့ဘဲနဲ့ place 3နဲ့ထိလာပေါ့เนาะဒီမှာ place 3နဲ့ထိလာဟုတ်ပြီထိရဆိုရင်ကျွန်တော် shoot ဒီ3ဖြစ်သွားမယ်ဒါကြောင့် shoot 3လို့ပြောတာဖြစ်တဲ့အတွက် 0p shooter 3လေးဒါနေရာတခြားကြည့်ပါ place shooter 3လေးဒီဘာဖြစ်သွားမလဲဆိုရင် go to place 3လေးဖြစ်သွားမယ်အဲ့တော့သူဒီ place 3ကိုသွားဖို့လိုမယ်
okay ဒါဆိုရင်ဆရာတို့ရဲ့ place 3လေးက shoot 3ကိုရတဲ့အချိန်မှာ shoot လုပ်မှာဖြစ်တယ် okay နောက်တစ်ခါဆရာတို့ဒီနေရာမှာ B shooter လေးဒီဆရာဒီမှာလည်းခါလေးပဲရေးလိုက်ပါတော့မယ် okay အဲ့တော့ B shooter 4လေးဒီ shoot 4ကိုရပြီဆိုရင်ဘယ်ကိုသွားမှာလဲဆိုတော့ go to place 4ကိုသွားမှာဖြစ်တယ်ဒါကြောင့်ဒီမှာ go to place 4ဟုတ်ပြီ shoot 5เนาะ B shooter 5လေးရတယ် shoot 5ကိုရပြီဆိုရင်ဘယ်ဝင်မလဲဆိုရင် go to place 5ကိုသွားမှာဖြစ်တယ်နောက်တစ်ခါလေးပဲဆရာဒီနေရာမှာ place လေးနဲ့ညွှန်းပေးလိုက်မယ်ဟုတ်ပြီအဲဆိုရင်ဆရာရဲ့ဒီမှာ place 4ဒီ shoot 4ကိုရရင် high လုပ်မယ်နောက်ကကျွန်တော် place 5ဒီ shoot 5ကိုရရင် high လုပ်မှာဖြစ်တယ်တော့ shoot 5တော့ခုနကပြောခဲ့တဲ့အတိုင်းပဲဆရာဒီနေရာမှာ shoot လေးတွေကလည်းတူတူပဲเนาะသူတို့ကဘယ်ကိုသွားဖို့လိုမှာလဲဆိုရင် go to ဒီ position လို့ပြောတာတဲ့စာရင်ဆရာ go to place 1 place 2 place 3ကိုသွားပါလို့ပြောတာကgo to ဆရာဒီနေရာမှာဒါ place 1 place 2လို့သွားတာပိုစင်ပြီးရဒါကြောင့်ဒီနေရာမှာဒါ place 1နဲ့ပဲအစားထိုးလိုက်မယ်ဟုတ်ပြီ shoot 1ကတော့လက်ရှိရဒီ position ပဲအဲဒါပေမဲ့ဒီ shoot 2လေးကအကယ်လို့ shoot 2ကိုရပြီဆိုရင်ကျန်တိုင်းအကုန်ဆက်လုပ်မှာဖြစ်တယ်ဒါကြောင့်ဒီမှာလက်ရှိမှာ duplicate လုပ်လိုက်မယ်ဒါ shoot 2ဖြစ်သွားပြီနောက်တစ်ခေါက် duplicate လုပ်မယ် shoot 2ဒီသူကဘယ်အချိန်မှာ receive လုပ်မှာလဲဆိုရင် shoot 2လို့ပေါ်တဲ့အချိန်မှာအဲ့အချိန်မှာ place 2ကိုသွားပေးအောင်ကျန်တာကဆရာတို့ဒါ duplicate လုပ်မယ်သူကသူ shooting လုပ်မယ်ဒီဟာတွေကအကုန်တူပဲကျန်တာဆရာဘာမှလုပ်ဆရာမလိုเนาะဒီမှာလည်းဆရာတို့ဒီ remove ကိုဖြည့်ပေးထားလိုက်မယ်เนาะသူကဒီမှာ go to တစ်ခါရင်သွားမှာဖြစ်တဲ့အတွက်ဟုတ်ပြီ shoot 3တူပါပဲဆရာတို့ဒီနေရာမှာ shoot 3 receive လုပ်တဲ့အခါကျရင် go to place 3နဲ့သွားပြီးတော့နေရာပြပေးအောင်မယ်ဒီမှာသူဒီ place 5ကိုသွားပြီးတော့ shoot လုပ်နေဟုတ်ဒါရပါOkay အဲ့တော့ shoot ထဲမှာဆရာတို့ဗာလေးနဲ့ချိတ်ပေးရင်ရပြီဆိုဆရာတို့ zombie လေးနဲ့ချိတ်ပေးရင်ရပြီเนาะအဲ့တော့ဆရာမှာ zombie 1 1.2 ရှိတယ်ကဲ lane 2အတွက်ဆိုရင်ဆရာ zombie 2 2.1 ထားချင်တာဒါကြောင့်အရင်ဆုံးဆရာတို့ကုတ်ကအတူတူပဲဖြစ်တဲ့အတွက်အရင်ဘာလုပ်မလဲဆို duplicate ရင်လုပ်လိုက်เนาะ Okay အဲ့တော့ဒါဆရာ zombie 2ရပြီဆရာတို့ costume နေနဲ့ပြီးတော့မှပဲ character ကြီးပြောင်းပါမယ်လက်ရှိမှာဆရာတို့လက်ရှိသုံးနေတဲ့ sprite ကိုပဲကုတ်တွေပါအောင်တစ်ခါလေးလုပ်ချင်တာဖြစ်တဲ့အတွက် duplicate ပဲလုပ်အဲ့ဒီမှာ duplicate လုပ်မယ်ဆိုလက်ရှိဝင်မယ် Okay အဲ့တော့ဆရာ 1.2 မဟုတ်တော့ဘူးဒီနေရာမှာဆရာ2.1ဖြစ်နေပြီနော်2နဲ့သက်ဆိုင်တဲ့ကောင်2.1ထားလိုက်မယ် Okay အဲ့တော့ဆရာတို့ဒီ zombie 2လေးတွေကဘာလေးတွေချင်းလို့ဆို position ချင်းပြီးပို့လို့နော်အဲ zombie 2ကိုဆရာထောက်ကြည့်မယ်ဒီနားရောက်နေတယ်အဲ့တော့ဆရာ random place ကလာခြင်းနေဆိုရင်ဥပမာzombie 2ကိုဆရာဒီနားလေးကစနေတယ်ပေါ့နော်ဒီနားစမယ်ဆိုရင်သူ့ရဲ့ position အဲ့တော့သူ့ရဲ့ position ကအခုဒါ107 -58 ပေါ့အဲ့ဒါဆရာဒီညမှာ107ပြီးရခါမှာဒါ -58 ကိုထားပေးလိုက်မယ်ဟုတ်ကျန်တာဆရာပြောင်းစရာမလိုဘူးအဲဆို 2.1 လေး2.1 လေးကအကယ်လို့ဒီနားလောက်ကစချင်တာဆိုရင်ဆရာလက်ရှိရှိနေတဲ့သူ့ရဲ့ position ဖြစ်တဲ့ဒါ171ပြီးရခါကျရင် -60 ရှိမယ်အဲဒါလေးကိုဆရာပြောင်းပေးလိုက်မယ်ဟုတ်ပြီအဲ့ဒီ zombie လေးတွေကဘယ်သူနဲ့ shoot ဖြစ်မှာလဲဆိုရင် shoot 2နဲ့ဖြစ်မှာเนาะအဲကြောင့်ဆရာက shooter လေးမှာ shooter 2လေးဒီအကယ်လို့ဒါ zombie 2နဲ့ထိရင်ဒါမှမဟုတ် 2.1 နဲ့ထိရင်ဆိုတဲ့ပုံစံလေးဖြစ်သွားမယ် okay အဲ့အချိန်မှာကျွန်တော်တို့ခေါ်ပေးရမယ် shoot zombie ကလည်း1မဟုတ်တော့ဘူးကျွန်တော်ဒီနေရာမှာ shoot zombie က0.1ပြီးရင်2ဖြစ်သွားမယ်ဟုတ်ပြီပြီးရင် 2.1 နဲ့ထိရဲ့အခါမှာလည်းကျွန်တော်ကဒီနေရာမှာ shoot zombie ဒီ 2.1 ဖြစ်လိမ့်မယ်ဟုတ်အဲ့ဒါဆိုရင်လက်ရှိကျွန်တော်တို့ဒီ zombie လေးတွေကလည်းဒါကျွန်တော် receive လုပ်မှာဒီ zombie 2ဆိုရင် shoot zombie 2နောက်က2.1ဆိုရင်လည်း shoot zombie 2.1ဆိုပြီးတော့ဖြစ်မယ်။ Okay ဒီလိုပုံစံလေးကိုကျွန်တော်လိုက်ပြီးတော့ပြောင်းပေးရမှာဖြစ်တယ်။အဲ့တော့နှစ်ခုဒါ lane နှစ်ခုအတွက်ဆရာအလုပ်လုပ်ပြီးသားဆိုတော့ဆက်ပြီးတော့ကြည့်ကြည့်အောင်နော်။အကြည့်ကြည့်အောင်ဆိုတော့ဆရာတစ်ခါလေးဒီ point ဒါဆိုရဲ point ကို10ကိုပဲပြန်ပြီးတော့ပြောင်းလိုက်မယ်။ပြောင်းပြီးတော့ testing လုပ်ကြည့်ပါမယ်။နောက် graph နှိပ်မယ်။ဒါလေးလုပ်လိုက်မယ်။ဟုတ်လက်ရှိမှာဆရာတစ်ကောင်ပေါ်လာပြီ။နှိပ်ပြီးတော့ဒီမှာထားလိုက်မယ်။ Okay တော့ inactive ဖြစ်သွားပြီဆရာ drag ရေးလို့ဘူးအပါကိုပြန်ဆောင်းမယ်ဆိုရင်ဒီနေရာမှာ coin ရ10ပြည့်အထိဆောင်းမယ်ဟုတ်ပြီလက်ရှိမှာတော့ကျွန်တော် coin လေးရ10ပြည့်ရင်နောက်တစ်ခုရပြီတွဲနှိပ်ပြီးတော့ဆရာတို့ဒီနေရာမှာသွားမယ်နောက်ထပ်တစ်ကောင်ရအဲ့ဒါဆိုရင်ဆရာတို့ဒီနေရာမှာ zombie လေးတွေကနောက်တစ်ကောင်ချင်းစီဆရာတို့ရောက်လာလိမ့်မယ် okay ဆိုလက်ရှိဆရာတို့ zombie ဒီကောင်လေးရဆရာအနောက်ကိုပြန်ရောက်မယ်နော်ဒီမှာပဲဒီကောင်လေးရသူရဲ့ origin နဲ့နေရာပြန်ရောက်နေဘူးအဲ့ဒါလေးကိုဆရာစစ်ကြည့်ရအောင်
ဟုတ်ပြီ zombie လေးတွေကဆရာတို့ original place ကိုပြန်ရောက်မနေရဘာကြောင့်လဲဆရာတို့ကြည့်ကြည့်အောင် okay ဟုတ်ပြီလက်ရှိမှာဆရာတို့ shoot 1နဲ့ဖြစ်သွားရင် high လုပ်သွားမယ်high လုပ်သွားရင်ဆရာ work again ကိုပြန်ခေါ်မယ်နော်ဟုတ်ပြီဆရာတို့အခုဒီမှာ zombie 2 1.1 လေးကိုခဏလောက်ဖြုတ်ထားလိုက်မယ် 2.1 လို့လည်းခဏလောက်ဖြုတ်ထားလိုက်မယ်ဟုတ်ဆရာ1နဲ့2နဲ့ကိုမြင်စမ်းကြည့်တာပေါ့နော်ဆရာ shoot လုပ်ကြည့်မယ်ဟုတ်ပြီသူလက်ရှိဒီနေရာနေမှာပေါ်လာတယ်အဲဆရာ zombie 1လေးကိုသွားကြည့်နော်ပြည့်ဆရာကဒီမှာ10 second စောင့်မနေနော်10 second စောင့်မနေပဲနဲ့လက်ရှိချက်ချင်းပေါ်လာနော်ဟုတ်အဲ့ပြဿနာကကြောက်ပါလဲဆိုရင်ဆရာကအခုဒီနေရာမှာ backdrop 2ပေါ့နော်သူကဒီနေရာမှာ zombie က backdrop 2ကိုရောက်သွားတဲ့အချိန်မှာဆရာကဒီနေရာကြီးမှာခဏပြန်ခေါ်နေပုံဖြစ်နေနော်ဆိုတော့အမြဲတမ်းဆရာကဒီ backdrop ကြီးက2ဖြစ်နေအောင်နော်2ဖြစ်နေတော့သူကဒီ walk again ကိုဆရာခေါ်နေဆရာဒီကောင်လေးမပိုင်တော့မှသူ့အောင်သူလုပ်နေမှာအဲ့တော့ဆရာဒီနေရာမှာတော့တစ်ခုပြန်ပြီးပြင်ဖို့လုပ်မယ်နော်အဲ့ဘာလို့လဲဆိုရင် backdrop 2အမြဲတမ်းဖြစ်နေရဖြစ်တဲ့အတွက်ဆရာဒါ walk again ကိုပဲခေါ်တာဖြစ်တဲ့အတွက်သူဒီနေရာနေလာဒီနေရာလာဆိုတဲ့ပုံစံဖြစ်နေတယ်အဲ့တော့အဲ့ဒါကိုဆရာတို့က fix လုပ်ဖို့လုပ်မယ်အဲ့တော့ဆရာတို့ဒီမှာဒီ backdrop 2လေးကိုရောက်တဲ့အချိန်မဟုတ်ဘဲနဲ့ဘယ်အချိန်မှာဆရာတို့အစားထိုးပြီးခေါ်မလဲဆိုရင် start button နှိပ်တဲ့အချိန်ပေါ့နော် start button နှိပ်တဲ့အချိန်မှာဆရာတို့ဘာလေးလုပ်လိုက်မလဲဆိုရင် broadcast လေးတစ်ခုထည့်ပေးလိုက်ဆရာတို့ဆိုကြပါ start zombie ဆိုပြီးဆရာ start zombie ဆိုပြီးထည့်ပေးလိုက်start zombie လို့ခေါ်တဲ့အခါမှာသူဒီ play button နှိပ်တဲ့အချိန်တစ်ချိန်ပဲလုပ်မှာနော်တစ်ချိန်ပဲလုပ်မှာဖြစ်တဲ့အတွက်အမြဲတမ်းဆရာတို့ဒီ backdrop ကြီးနဲ့လုပ်မနေတော့ဘူးအဲဆိုရင်ဆရာတို့ဒီနေရာမှာဗာလေးနဲ့ replace လုပ်မယ်ဆိုရင် start zombie နဲ့လုပ်လိုက်မယ် start zombie okay အတူမှာလည်းတူပဲဆရာဗာနဲ့တော့ခေါ်မယ်ဆိုရင် start zombie နဲ့တွားပြီးတော့ခေါ်လိုက်မယ် zombie 1ဒီလည်း start zombie ဖြစ်မယ်ဟုတ် work again လုပ်တဲ့အချိန်မှာဆရာဒါသွားမယ် high လုပ်တဲ့အချိန်မှာဆရာ wait စောင့်မယ်စောင့်ပြီးတော့မှဆရာ work again ကိုပြန်ခေါ်မယ်ပြန်ခေါ်ရင်ဒီဘက်ကိုသူရောက်သွားမယ်zombie 1.1 လေးမှာဆရာဒီဟာလေးခဏဖြုတ်ထားလိုက်နော်။2.1 မှာလည်းဒါလေးဆရာခဏဖြုတ်ထားလိုက်မယ်။ဟုတ်။ဒီနောက်တစ်ခုကဆရာဒီနေရာမှာဒါ walk ကိုလမ်းခေါ်တဲ့အချိန်မှာ show လုပ်မယ်ပေါ့နော်။ forever နဲ့ဆရာမထည့်တော့ဘူး။ zombie 2လည်းတူပဲဆရာ walk လမ်းခေါ်တဲ့အချိန်မှာဆရာ show လုပ်လိုက်လို့ရတယ်။ forever ထဲမှာဆိုအမြဲပြဆိုဖြစ်နေမယ်။ဟုတ်ပြီ။ဒါတော့ဆရာ test လုပ်ကြည့်ပါမယ်။ ground flat တော့မနှိပ်တော့ဘူး start zombie ကိုခေါ်ကြည့်မယ်ပြီးရင်ဆရာ shoot လုပ်ခံကြည့်လိုက်မယ်။ဟုတ်ပြီဒါဆိုသူဒီမှာ10 second စောင့်မယ်စောင့်ပြီးတော့မှပြန်ပေါ်လာတာဖြစ်လိမ့်မယ်ဆိုတော့ရသွားပြီပေါ့နော်အဲ့တော့ timing ဆရာတို့ဒီမှာပြန်ပြီးတော့ကြိုက်သွားလိမ့်မယ်ဟုတ်ပြီဒီနေရာနေပြန်ပေါ်လာလိမ့်မယ်โอเคတော့ဆရာတို့ဒီမှာပြင်ရမှာလေးကဒါဆရာတို့ backdrop 2 plan ခေါ်တာမဟုတ်တော့ဘဲねဆရာတို့ start zombie ပေါ့နော် zombie start လုပ်တဲ့ချိန်ကြမှာပဲဒါအရင်တစ်ခေါက် run ပါမယ်လို့ပြောလိုက်မယ်เนาะမဟုတ်ရင်ဆရာကဒါ backdrop 2 ထဲမှာဆိုရင်အမြဲတမ်းခေါ်ဖြစ်နေမှာဆိုလို့အရင်ဆုံးဆရာဘာလုပ်လိုက်မလဲဆိုတော့ဒီ show လေးကိုအပေါ်မှာတင်လိုက်မယ်ဟုတ်ပြီဆိုတော့ zombie 2.1 နဲ့တူပဲstart zombie နောက်တစ်ခုကကြတော့ share show sprite ကိုဒါ forever ရဲ့အပြင်မှာထုတ်ပေးလိုက်မယ် okay ဟုတ်ပြီအဲ့ဒါဆိုရင်ဒီမှာ zombie 2.1 လည်းရသွားပြီအဆင်ပြေသွားပြီဆိုတော့ share 2.1 တွေကို copy ကို 3.1 4.1 စသည်ဖြင့် share သွားလို့ရတယ်เนาะအဲ့တော့လက်ရှိမှာတော့ channel ဆရာ zombie လေးကိုဆက်ထည့်လိုက်တယ်ဆိုရင်ရပါတယ် okay channel zombie လေးဆက်ထည့်မယ်ပြီးရခါမှာဆရာဘာလေးလုပ်မလဲဆိုရင်ခုနကပြခဲ့လို့ပဲဆရာ location လေးတွေလိုက်ပြီးချိန်လိုက်မယ်ပြီးရင်ဆရာဒီနေရာမှာဒါ one night receipt ဆိုတဲ့ကောင်လေးပြောင်းလိုက်တယ်ဆိုလို့ရှိရင်ဆရာဒါ planet zombie အစားဆုံးပြန်ပြီးရသွားပါလိမ့်မယ်เนาะဆိုတော့အဲ့ဒါတော့ဆရာကိုမကိုလုပ်ကြည့်လို့ရမယ်ထင်တယ်ဆိုတော့အားလုံးပြီးသွားပြီဆိုရင်ဆရာကိုစပြီးတော့ testing လုပ်လို့ရပါတယ်နောက်ဆုံးတစ်ခုအနေနဲ့ဆရာဘာလုပ်လိုက်မလဲဆိုရင်ဒီ backdrop လေးထဲမှာကျတို့ဒီညမှာပေါ့နော်အတန်လေးဆရာကိုထည့်လိုက်မယ်နောက်ကဒီ play sound ပုံစံမျိုးလေးဆရာကိုထည့်လိုက်မယ်ဒီမှာသူက cave ဆိုတဲ့ sound လေးပါတယ်ဒီ sound လေးကိုပဲဆရာကိုထည့်လိုက်နော်ဒီကောင်လေးကိုဆရာကိုထည့်လိုက်မယ်အကယ်၍ဆရာဒီ sound လေးကမတွေ့ဘူးဆိုရင် start ထဲမှာပေါ့နော်ဆရာ start ထဲမှာဆရာ sound ထဲမှာပေါ့နော် sound tab ထဲမှာ CAV ဆိုပြီးရှာလိုက်လို့ရတယ်ဒါဆိုဆရာဒီညမှာဒါလက်နဲ့ဆိုပြီးပုံစံအတန်လေးပါတယ်ပေါ့နော်ဒီအတန်လေးကိုဆရာကယူသုံးလို့ရโอเคဆိုတော့အဲ့ဒါလေးဆရာတို့ဒီမှာလာပြီးတော့ထည့်ပေးလိုက်
အဲ့တော့ backdraw တွေမှာဆရာတို့ဒီ green flag နှိပ်ပြီးစပြီဆိုတာနဲ့ forever တွေမှာအဲ့ block လေးဆရာတို့သွားထည့်ပေးလိုက်မယ်start sound anti dance ဆိုတဲ့ကောင်လေးပေါ့နော် play sound anti dance ဆိုပြီးနှိပ်ပေးလိုက်မယ်ဟုတ်ဒါဆိုရင်တော့ဆရာတို့ရသွားပါလိမ့်မယ်နော်ဟုတ်ကဲ့အဲ့တော့ဆရာတို့ဒီမှာအစဆိုပြန်ပြီးဆန်းကြည့်အောင်အဲ့တော့ဆရာတို့ဒီမှာ green flag နှိပ်မယ် green flag နှိပ်ရင် start ဆိုပြီးပေါ်လာပြီ how to play ကိုသွားတဲ့အခါမှာဆရာတို့ကို description ပြပါလိမ့်မယ်ကြည့်ဒီဘက်ကို back နဲ့ပြန်သွားရင်ဒါ main menu ကိုပြန်ရောက်သွားလိမ့်မယ်နောက်ဆရာ play button နှိပ်ပြီဆိုရင်စပြီးတော့ဆော့လို့ရပါပြီနောက်ဆရာ sunflower လေးကိုထိမယ်ဆိုရင် coin နဲ့ coin ရမယ်အဲ့တော့ bee shooter လေးကိုဆရာနှိပ်ပြီးတော့ drag လုပ်သွားမယ်ဟိုထားခြင်းတဲ့နေရာမှာ place လုပ်ပြီးတော့ shoot လုပ်ခိုင်းတယ်ပေါ့နော်အဲ့တော့ဆရာဒီနေရာမှာဒါ coin က10ရော့သွားပြီဆိုလို့ရှိရင်တော့10မဟုတ်တော့ဆိုရင်တော့ drag ပဲမရတော့ဘူးဒီဆရာအကောင်လေးဝယ်လို့မရတော့ဘူးเนาะအဲ့တော့10 point ပြည့်သွားရင်အကောင်လေးဝယ်လို့ရပြီနောက်ထပ်နေရာမှာသွားထားပြီးတော့ shoot လုပ်လို့ရတယ်ဟုတ်အဲ့တော့ဆရာ point က20ရသွားတယ်ဆိုလို့ရှိရင် gain က9မှာဖြစ်ပါတယ်အကယ်၍ဆရာ zombie လေးကတတ်မှတ်ထားတဲ့နေရာကိုရောက်သွားပြီကြော်သွားပြီဆိုရင် gain over ဖြစ်သွားမှာဒါလောလောဆယ်မှာဆရာတို့ coin ကမရှိတော့ဘူးမရှိဆိုအကောင်ဝယ်လို့မရနိုင်ဘူးเนาะအဲ့ဆရာ10 point ပြည့်တိစောင်းဖို့လိုမယ်10 point ပြည့်သွားရဲဆိုရင်ဆရာနောက်တစ်ကောင်ဝယ်လိုက်လို့ရပြီဒီမှာသွားပြီးတော့ shoot လုပ်ခိုင်းโอเคဟုတ်ပြီ so လက်ရှိမှာဆရာတို့ point ဒီ13ဖြစ်နေပါပြီနောက်ထပ်sorry ဆရာတို့ဒီမှာဆရာတို့ရဲ့ဒီ zombie လေးကတတ်မှတ်ထားတဲ့နေရာရောက်သွားပြီတဲ့ gain over ဖြစ်သွားโอเคပါအဲ့ဆိုရင်တော့ဒါ planet ဆိုပြီးပုံစံမျိုးဆရာတို့ shooter เนาะ zombie shooter gain လေးရသွားပြီထင်ပါတယ်เนาะလိုအပ်တဲ့ sprite တွေကကိုယ့်ဘာကိုယ်လို့သူတို့ပြောင်းလို့ရပါတယ်အဲ့တော့ဆရာ description ထဲမှာလည်းထည့်ပေးထားမှာဖြစ်တဲ့အတွက်အဲ့ဒီကပုံမျိုးနဲ့တွားပြီးသုံးလို့ရပါတယ်โอเคအဲ့တော့ဆရာနောက်ထပ် video ချမ်းမှာပြန်ပြီးတော့တွေ့ပါမယ်เนาะ